လောကမှာလူတိုင်းဘဝတစ်ခုစီရပြီးတော့မိမိတို့ဘဝမှာနေထိုင်နေကြတာဖြစ်တယ်ဘဝမှာနေထိုင်နေတဲ့အချိန်မှာမိမိတို့ဘဝအယုတ်ဆိုးအကြီးတန်းအောင်လဲမိမိတို့ကိုယ်တိုင်လုပ်ကြတာဖြစ်သလိုမိမိတို့ဘဝလှပပြီးတော့တစ်ဆင့်နဲ့တစ်ဆင့်မြင့်ပြီးတော့တင့်တယ်တဲ့ဘဝရောက်အောင်လုပ်တယ်ဆိုတာလဲမိမိတို့ကိုယ်တိုင်ပဲဒါကြောင့်မို့ရထားတဲ့ဘဝကလေးတစ်ခုဟာအရာရာကိုယ့်ပေါ်မှာမူတည်နေတယ်ကိုယ့်ပေါ်မှာမူတည်နေသည်ဖြစ်ဖြစ်မိမိတို့ဘဝကိုအလှဆင်ဖို့တာဝန်အရှိဆုံးဟာဘယ်သူလဲလို့မေးမယ်ဆိုရင်မိမိကိုယ်တိုင်သာလျှင်ဖြစ်ပါတယ်ကိုယ်စီဘဝလေးတွေမှာကြိုးပမ်းအထောက်ကြဖို့လိုတယ်ပေါ့လောကဆိုတာအခက်ခဲဆိုတာရှိတာကြီးပဲထိုအခက်ခဲမျိုးမျိုးကိုကျော်လွှားပြီးတော့သွားနိုင်တဲ့အခါကျမှတာယာဖြောင်ဖြူးတဲ့အနေအထားဆိုတာရောက်နိုင်မြတ်စွာဘုရားကိုယ်တော်တိုင်ပဲဘုရားဖြစ်ဖို့အတွက်အားလုံးဗုဒ္ဓဘာသာဝင်သူတော်စင်တွေသိကြတဲ့အတိုင်း6 နှစ်ပတ်လုံးအလွန်ပင်ပန်းခဲရင်တဲ့အကျင့်တွေကိုကျင့်ပြီးတော့မှဘုရားဖြစ်ဖို့လမ်းစာကိုရှာလို့တွေ့တာလွယ်လွယ်ကူကူနဲ့နေပြီးတော့ထိုလမ်းစာကိုအလွယ်တကူနဲ့တွေ့ပြီးအလွယ်တကူဘုရားဖြစ်သွားတာမဟုတ်ဘူးတဲ့အဲ့ဒါကိုနမူနာယူပြီးတော့ကြည့်မယ်ဆိုရင်ကိုယ်ဘဝတိုးတက်ဖို့ရအတွက်ဘယ်သူ့ပေါ်မှာမူတည်တုံးလို့မေးရင်ကိုယ့်ပေါ်မှာပဲမူတည်ပါတယ်ရာခိုင်နှုန်းပြည့်ကကိုယ့်ပေါ်မှာမူတည်တယ်ဒါကြောင့်မို့လို့စာပေကျမ်းဂန်တွေမှာဆိုလို့ရှိတယ်ဥပရိသမတ္တမေဝဟိပရာယတ္တာဥပတိသဆိုတာနီးညွန်ပြဆရာသမားကနီးညွန်ပြတယ်မိကောင်းဆွေကောင်းတွေကနီးညွန်ပြတယ်မိဘဆွေမျိုးသားချင်းတွေကလမ်းညွန်ပြတယ်နီးညွန်ပြတယ်အဲ့ဒီနီးလန်းညွန်ပြမှုသည်သာလင်သူတစ်ပါးနဲ့သူတစ်ပါးကိုမှီခိုရတာပါဆိုလိုတာကလုံနီးကင်နီးသိဖို့ရအတွက်တော့သူများစီကသင်ရမယ်သူများစီကရအောင်ယူရမယ်လို့ဒါပြောတာနော်ဒါကြောင့်မို့လို့လူဘဝရလာတယ်ဆိုလို့ရှိရင်ငယ်စဉ်တောင်ကျိတ်ကလေးဘဝကနေပြီးတော့ဒီကနေ့ခေတ်မှာဆိုရင်လူဘဝရတာမကြခင်ပဲစာသင်ကျောင်းတွေပို့ကြရတယ်သွားကြရတယ်ဒီကနေ့ခေတ်ကလေးတွေမှာဆိုလို့ရှိရင်လူဘဝရောက်ကြတဲ့ကသင်ကြရတာသူတို့ဘာဖြစ်လို့လူဘဝရောက်ကြတဲ့ကသင်ကြရတယ်လဲဆိုရင်ကိုယ်ဘဝမလှမပဖြစ်မှာဆိုဘဝမှာလှပပြီးအချောပြေအောင်အစဉ်ပြေအောင်ဘဝတစ်ခုအစဉ်ပြေပြေနဲ့ရှင်သန်နိုင်အောင်လို့ဆိုပြီးတော့ကလေးတွေလည်းကလေးတွေအလျောက်လူလက်ပိုင်းတွေလည်းလူလက်ပိုင်းတွေအလျောက်လူကြီးပိုင်းတွေကလည်းလူကြီးပိုင်းတွေအလျောက်ဘဝတစ်ခုမှာရပ်တည်နိုင်ဖို့အတွက်ကြိုးပမ်းအားထုတ်နေကြတယ်မြန်မာနိုင်ငံနဲ့မကဘူးဘယ်နိုင်ငံပဲဖြစ်ဖြစ်ဒီကနေ့ခေတ်လူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းဟာရုန်းကန်လှုပ်ရှားပြီးတော့မိမိတို့ဘဝရပ်တည်ရေးလှပရေးအတွက်ကြိုးပမ်းအားထုတ်နေကြတယ်အဲ့ဒါလို့ကြိုးပမ်းအားထုတ်ကြမှာအောင်မြင်မှုဆိုတာရအဲ့ဒါလို့ကြိုးပမ်းအားထုတ်တဲ့အခါမှာမိမိရဲ့ကြီးကုန်သောမိဘတွေတို့ဆရာသမားတွေတို့ဆွေမျိုးသားချင်းတွေတို့မြင်ဆရာကြားဆရာဆိုတာလို့ပတ်ဝန်းကျင်ကမိတ်ဆွေသင်္ဃဟတွေတို့ထိုပုဂ္ဂိုလ်တွေစီကစံနမူနာတွေသူတို့ရဲ့အကြံပေးချက်တွေဟောတဲ့လောက်ပဲရယူလို့ရတယ်ဒါကြောင့်မို့စာပေကျမ်းဂန်မှာဆိုထားတဲ့စကားလေးတစ်ခုကဥပရိသမတ္တ
နိလညွန်ပြယုံကလေးတက်တက်တာပရာယတ္တာသူတစ်ပါးနဲ့ပတ်သက်ပါတယ်တဲ့အညာတဗ္ဗတံပတ္တိတခြားအောင်မြင်မှုမှန်သမျှဟာအတ္တဒိနမေဝကိုယ်နဲ့သာသက်ဆိုင်တယ်ဟောခုပါကိုလောက်ရမယ်လို့ပြောတာနော်ဒီစကားဟာဘလောက်လက်တွေ့ကြသလဲဆိုတာအလုံးအသိဘယ်ရပဲဖြစ်ဖြစ်မိဘကပတ်စံတတ်နိုင်လို့ကလေးတွေကြောင်းကောင်းတွေဘလောက်ပဲပို့ဘလောက်ပဲထားသာသမီကိုယ်တိုင်ကမကြိုးစားဘူးဆိုလို့ရှိရင်အောင်မြင်မှုမရဘူးဆိုတာထင်ရှားလူကြီးပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်အခြေအနေတွေကဘလောက်ပေးကောင်းတဲ့အခွင့်အလမ်းတွေဘလောက်ရှိကိုယ်တိုင်ကကြိုးပမ်းအားမထုတ်ဘူးဆိုလို့ရှိရင်အောင်မြင်မှုဟာအနည်းငယ်သာရှိနိုင်တယ်နောက်ဆုံးလုံးဝမအောင်မဲနဲ့ဘဝတစ်ခုလုံးကြာရှုံးသွားကြတာလည်းရှိတယ်ဘာဖြစ်လို့လူဘဝဆိုတာကမ္မဖလူပစီဝီတဲ့ကမ္မဖလဆိုတာကိုလုပ်တဲ့အလုပ်ပေါ်မှာကမ္မဖလူပစီဝီနတ်တွေဆိုတာကံတရားပေါ်မှာအမိပြုပြီးတော့သက်မွေးရလူဘဝဆိုတာကြတော့ကံတရားတစ်ခုတည်းကိုအမိပြုရတာမဟုတ်ဘူးတဲ့ဥဋ္ဌာဏဖလူပစီဝီတဲ့တက်ကြွနဲ့အမြဲတမ်းလုပ်နေဖို့လိုအပ်တယ်လို့ဆိုလူဘဝဟာကြိုးစားမှုလုံလဝိရိယကိုအခြေပြုပြီးတော့ယက်တည်ရမှာဖြစ်တယ်ကံတရားပေါ်မှာတို့တွေကံအတိုင်းပဲလို့ဆိုပြီးတော့ကံကိုယုံပြီးတော့ကိုယ်ဘဝလုံးကိုအနှံထားရမှာလည်းမဟုတ်ဘူးနောက်တစ်ခုကဖန်ဆင်းရှင်ဆိုတာကိုယုံကြည်ပြီးတော့ဖန်ဆင်းရှင်ရဲ့ဆန္ဒအတိုင်းဖြစ်ရမယ်လို့ဆိုပြီးတော့ဖန်ဆင်းရှင်ကိုယုံကြည်ပြီးတော့လည်းအနှံထားရမှာမဟုတ်ဘူးယောက်ျားတကွန်လူရည်ချွန်ကဆိုတဲ့စကားလိုပဲလူရည်ချွန်ယောက်ျားဟာကောင်းကင်မှာရှိတဲ့ကြယ်တောင်မှအလိုရှိရင်ဆွတ်ယူနိုင်တယ်လို့ဆိုတာအာဘိစကားပြောထားတဲ့စကားတွေလူတွေလုံးလို့ရှိရင်ရတယ်ဆိုတာဒီကနေ့အမတန်မှထင်ရှားတယ်ကြည့်လေပဂတိလူတွေရဲ့အနေအထားတစ်ခုကိုပဲကြည့်လိုက်ဘုန်းကြီးတို့လူသားတွေဆိုတာဟာကာယဗလအနေနဲ့လည်းပဲဆင်ကြီးနဲ့ရှင်ပြိုင်နိုင်စွမ်းမရှိပါဘူးဆင်ရဲ့ခွန်အားကိုလူသားတွေကမမီဘူးတိရစ္ဆာန်ဖြစ်တဲ့ဆင်တဲ့ခွန်အားဗလအရာမှာနှိမ့်ချနေတယ်လို့ဒီလိုပြောတာဒါတွေလားလို့ဆိုလို့ရှိရင်လင်းမြန်တဲ့အဟုန်နဲ့ပြောမဲ့ဆိုလို့ရှိရင်သမင်ကလေးတွေယုံကလေးတွေရဲ့လင်းမြန်မှုနှုံးကိုလူတွေကမှီအောင်မလိုက်နိုင်ပါဘူးသမင်ကလေးတွေယုံကလေးတွေနဲ့တိရစ္ဆာန်တွေနဲ့ရှင်ပြိုင်ပြီးတော့ပြေးမယ်ဆိုရင်လူပဲရှုံးမှာပါလူရဲ့စွမ်းအားဟာလည်းအဲ့ဒီဘက်မှာအားကိုးလောက်တာမဟုတ်ဘူးသိပြီးတော့ကဲရေထဲမှာငါးနဲ့ပြိုင်ပြီးတော့ရေကူးမယ်ဆိုရင်လည်းလူပဲရှုံးเสียရှိကောင်းကင်မှာလည်းငှက်နဲ့ပြန်လို့ငှက်နဲ့ပြိုင်ပြီးတော့ပြန်နိုင်စွမ်းမရှိတိရစ္ဆာန်တွေရဲ့အခြေအနေနဲ့လူရဲ့အခြေအနေရှင်ပြိုင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တိရစ္ဆာန်တွေကသားနေတဲ့အချက်တွေမြောက်များစွာရှိတယ်ခွန်အားဗလအရာမှာဆင်ကြီးကသားတယ်လျင်မြန်မှုနှုံးသားမှာဆိုလို့ရှိရင်သမင်နေအပြည့်တန်တဲ့တ attva တွေကကိုယ်တဲ့သားတယ်ကောင်းရင်ပြန်တဲ့နေရာမှာလည်းပဲငှက်တွေကကိုယ်တဲ့သားတယ်ရေထဲမှာရေကူးတဲ့နေရာမှာဆိုလို့ရှိရင်ငါးတွေကကိုယ်တဲ့သားဒါဖြင့်လူတွေကအသာရတာဘယ်နေရာတုန်းလို့ဆိုတော့အုံနောက်လို့တင်စားပြောရတဲ့အသိဉာဏ်ပဲအဲ့ဒါကြတော့ဘယ်တိရစ္ဆာန်ကမှလူကိုမိအောင်မလိုက်နိုင်ဒါကြောင့်မို့အုံနောက်ရဲ့စွမ်းရည်ဆိုအုံနောက်ဆိုတာဘာပြောတာတော့ပညာကိုပြော
လူတွေရဲ့တဏ္ဍာမှာရှိတဲ့အုံနောက်ပညာကိုအဓိကထားပြီးတော့ပြောရပေမဲ့လို့တခြားစွမ်းရည်တွေဘာတွေရှိသေးတုံးဆိုရင်လူတွေမှာ wish လို့ဆိုတဲ့ဆန္ဒဒါလည်းစွမ်းရည်အမတန်ထက်တယ်နောက်တစ်ခုက effort လို့ခေါ်တဲ့ဝီရိယကလည်းတိရစ္ဆာန်တွေနဲ့ဆိုင်လူရဲ့ဝီရိယကအမတန်မှကြီးမားတယ်နောက်တစ်ခုစိတ်စွမ်းရည်ကလည်းလူတွေကထက်မြက်တယ်တတိကောင်းတဲ့နေရာမှာလူကိုမရှင်ပြိုင်နိုင်ဘူးပေါ့နောက်တစ်ခုအထက်မြက်ဆုံးကဘာလို့ဆိုဝိမာန်တာလို့ခေါ်တဲ့စူးစမ်းဆင်ခြင်တတ်တဲ့အသိဉာဏ်ပဲဒီကနေ့အုံနောက်လို့တင်စားပြီးတော့ပြောနေတဲ့ဒီအသိဉာဏ်ဘယ်တိရစ္ဆာန်မှမိအောင်မလိုက်နိုင်ဒါလူသားတွေရဲ့တာလွန်တဲ့အချက်ကိုယ်မှရှိတဲ့တာလွန်တဲ့အချက်တွေကိုသိထားသိမထားလို့ရှိရင်ကိုကအရာရာသိငဲနေတယ်လို့ထင်တယ်မဟုတ်ဘူးလူတွေမှာစွမ်းရည်တတ္တိတွေအများကြီးရှိတယ်ထိုစွမ်းရည်တတ္တိတွေကိုအသုံးပြုစွမ်းရည်တတ္တိတွေတိုးတက်လာအောင်လုပ်ဖို့ခုတောင်ရှိတယ်ဒါကြောင့်မို့ဗမာစကားတွေထဲမှာလည်းရှိတယ်လေကြိုးစားကဘုရားဖြစ်တယ်ဆိုတာဝီရိယကိုအပေးတဲ့စကားတစ်ခုဘယ်ရာပဲဖြစ်ဖြစ်ဘလောက်ခက်ခဲတဲ့ရာဖြစ်ဖြစ်ကြိုးပမ်းအထောက်မှုဝီရိယဆိုတာလိုအပ်တယ်ဒါမို့လူတွေရဲ့တဏ္ဍာမှာရှိတဲ့စွမ်းရည်တတ္တိတွေစန္ဒတို့ဝီရိယတို့စိတ်တတို့ဝိမာန်တတို့ဆိုတဲ့ဒီစွမ်းရည်တတ္တိတွေကအမတန်မှမြင့်မားသည့်အတွက်ကြောင့်ကိုယ့်ရဲ့အင်အားကြီးတဲ့ဆင်ကောင်ကြီးကိုလည်းထိန်းချုပ်နိုင်တယ်လူတွေကအကျိတ်စွမ်းရည်တတ္တိဟာလူတွေရဲ့စွမ်းရည်တတ္တိနဲ့အသိဉာဏ်နဲ့ထိန်းချုပ်တာရေထဲမှာလျင်မြန်စွာကူးခတ်နေတဲ့ငါးတွေကိုလည်းလူတွေကဖမ်းယူထိန်းချုပ်နိုင်တယ်ကောင်းကင်မှာပြန်နေတဲ့ငှက်တွေကိုလည်းပဲထိန်းချုပ်နိုင်တယ်အပြည့်မြန်လှတယ်ဆိုတဲ့တ attva တွေကိုလည်းပဲထိန်းချုပ်နိုင်တယ်ဆိုဟောဘာနဲ့လူတွေကအနိုင်ရနေတာတုံးလို့ဆိုလို့ရှိရင်ခုပြောခဲ့တဲ့အုံနောက်လို့ခေါ်တဲ့အသိဉာဏ်ထိုအသိဉာဏ်နဲ့ရှင်တွဲပြီးတော့ဖြစ်လာတဲ့ဆန္ဒတို့ဝိရိယတို့စိတ်ဓာတ်လို့ဆိုဒီစွမ်းအားတွေရှိလို့ဒါကလောကီကိစ္စကိုပြောတာဒီလောကရဲ့ချီးပွားရေးတွေလူတွေမလုံနိုင်တာဆိုတာမရှိဘူးလုံနိုင်တယ်အကုန်လုံးမဖြစ်သေးတာသာရှိတာမဖြစ်နိုင်တာမရှိဘူးဆိုတာလို့ပဲဖြစ်နိုင်တယ်မဖြစ်နိုင်တာဆိုတာမရှိဘူးဒီလိုလူတွေရဲ့တဏ္ဍာမှာစွမ်းရည်တတ္တိတွေရှိလာတဲ့အခါရှိနေတဲ့အချိန်မှာလူတွေရဲ့စိတ်ဓာတ်ထဲမှာပဲအဖြက်ကလေးတွေကလည်းရှိသေးတယ်အဖြက်သဘောကလေးတွေကတခြားမှာအပြင်ဘက်ကအဖြက်အားတွေရှိတယ်လို့ပဲအတွင်းမှာလည်းပဲအဖြက်အားတွေရှိတယ်တဲ့အဲ့ဒီအဖြက်အားတွေကိုတွန်းလှန်နိုင်ဖို့လိုအပ်တယ်ပေါ့ဘဝကိုအလှဆင်မယ်ဆိုလို့ရှိရင်အပြင်ဘက်ကအခက်အခဲတုံ့ပြန်ဖြစ်စည်းတတ်တဲ့အရာတွေကိုကျော်လွှားရမှာဘာနဲ့ကျော်လွှားမလို့ဆိုလို့ရှိရင်အတွင်းကရှိတဲ့ဖြက်အားတွေကိုဖယ်ရှားပြီးတော့တွန်းအားတွေတိုးတက်လာအောင်ကြိုးစားခြင်းဖြင့်ကျော်လွှားရမှာအတွင်းပြင်နှမျိုးရှိတယ်လို့ဒီလိုမှတ်ရအပြင်ကဖြက်အားဆိုတာဘာတွေလဲဘဝတစ်ခုရလာတဲ့အခါမှာလောကမှာအစင်ပြေတာ၄ခုနဲ့အစင်မပြေတာ၄ခုလို့အကြမ်းမြင်အားဖြင့်ပြောရအောင်အများလူတွေသိနေတဲ့လောကဓာတ်၈ပါးလောကဓာတ်လို့ဆိုတဲ့စကားလုံးကလောကဓမ္မဆိုတဲ့ပါဠိစကားကိုခေါ်တာလောကဆိုတာလူသားတွေတ attva တွေထိုတ attva တွေလောကမှာရှိနေကြတဲ့တ attva တွေကြုံတွေ့ရမယ့်သဘာဝတရားတွေလို့ဒီလိုဆိုလို့တယ်ဟိုဓာန်ခံရတယ်ဆိုတဲ့အဓိပ္ပာယ်ကဓာန်မျိုးမဟုတ်ဘူးဓာန်ဆိုတာသဘာဝကိုပြောတာဒီနေရာမှာလောကဓမ္မလောကရဲ့သဘာဝအဲ့ဒီလောကရဲ့သဘာဝကိုကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်လူတွေရဲ့တဏ္ဍာမှာရှိတယ်ပြင်မက
အခက်ခဲတွေကိုစိတ်အားနှိမ့်ချနေလို့မကြော်လွှမ်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလောကရန်နဲ့ပဲလဲသွားနိုင်တယ်ပေါ့ကြီးပွားတိုးတက်မှုဘဝကိုအလှဆင်ဖို့မစွမ်းနိုင်လို့ဘဝမှာအယုတ်ဆိုးအကြီးတန်းပြီးတော့လက်မြောက်လို့အရှုံးပေးရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်အဲ့ဒီပြင်မကလာတဲ့အခက်ခဲတွေကိုအတွင်းအားနဲ့ကျော်ဖြတ်ရမယ်အတွင်းအားနဲ့ကျော်ဖြတ်ကောင်းဆိုးလောကဓာတ်ကြံ့ကြံ့ခံလျက်လောကထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းနဲ့တွေ့ရတယ်လို့အဆိုးနဲ့လည်းတွေ့ရအကောင်းကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိသလိုပဲအဆိုးကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအလုံးကြောက်ကြတဲ့အတိုင်းလောကရန်ဆိုတာမြောင်များစွာရှိနိုင်တော့လဲဒီနေရာမှာအဓိကလောကရန်၈မျိုးကိုပြောမယ်ဆိုရင်လာဘနဲ့အလာဘစီးပွားရေးတွေအဆင်ပြေလို့ငွေကြေးမြောင်များရတယ်အလာဘစီးပွားရေးအဆင်မပြေဘူးဝင်ငွေတွေမရဘူးဟောဒီကနေ့တစ်ကမ္ဘာလုံးဟာအလာဘဆိုတာနဲ့သွားကြုံတယ်နော်လာဘဆိုတာရှိတယ်လို့အလာဘဆိုတာလည်းရှိဘလောက်ချမ်းသာတဲ့နိုင်ငံဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အစင်မပြေလို့မရတဲ့အခါရှိအစင်ပြေနေလို့ရတဲ့အခါလည်းရှိအဲ့ဒါဟာလောကရဲ့သဘာဝပဲလူတွေရဲ့စိတ်ဓာတ်ဟာလောကရဲ့သဘာဝနဲ့ကြုံတွေ့ပြီဆိုလို့ရှိရင်ရိမ့်ရိုင်ပြီးတော့သွားတတ်တယ်အဲ့ဒါမကြန့်ခိုင်လို့ရိမ့်ရိုင်တာလောကရန်ကိုဥပမာပေးတယ်မုန်တိုင်းနဲ့ဥပမာပေးတယ်ဒါမို့လောကရန်မုန်တိုင်းလို့ပြောကြစဉ်းစားကြည့်လေတနာရီပိုင်း90ပိုင်း60ပိုင်း120တိုက်တဲ့မုန်တိုင်းတွေဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခါကျတော့ကြံ့ခိုင်မှုအားနည်းတဲ့သစ်ပင်တွေအမြစ်ပါထောင်လဲသွားသို့တော့အဲ့ဒီမုန်တိုင်းဓာတ်မျိုးဘလောက်ပဲတိုက်လဲပြိုမသွားတာကတော့တောင်ကြီးတွေပဲအဲ့ဒီလောက်ပြင်းထန်တဲ့မုန်တိုင်းရှိရတဲ့သစ်ပင်ကဘာလို့လဲပြီးတော့တောင်ကြီးတွေကြတော့ဘာလို့မလဲသလဲလို့ဆိုရင်ကြံ့ခိုင်မှုမတူတာပဲထို့တူပဲလောကမှာလူရည်လို့ဖြစ်လာတဲ့ပုဂ္ဂိုလ်တွေလောကရန်နဲ့ကြုံတွေ့လာတဲ့အခါတချို့ကဘုံဘုံလဲသွားတယ်စိတ်ဓာတ်အနေထားတွေပြက်ပြားသွားတယ်တချို့ကစိတ်ဓာတ်အနေထားမပြက်ပြားပဲနဲ့ရင့်ကျက်မှုတွေပို့ပြီးတော့ရလာတယ်တောင်ကြီးလိုခိုင်မာတယ်တချို့ပုဂ္ဂိုလ်တွေကတစ်ပင်လိုရိမ့်ရိုင်နေတယ်လောကရန်ချင်းကြုံတွေ့တာချင်းတူတူပဲလောကရန်မုန်တိုင်းရဲ့အတိုက်ခံရတာချင်းတူတူပဲသို့တော့အတွင်းအစ္ဆဒစိတ်စွမ်းအားအသိဉာဏ်စွမ်းအားနည်းပြီဆိုလို့ရှိရင်ရိမ့်ရိုင်ပြီးတော့နေရတဲ့သစ်ပင်သို့မဟုတ်အမြစ်ပါကျွတ်ထွက်ပြီးတော့လဲသွားတဲ့သစ်ပင်သို့မဟုတ်အကိုင်းတွေပါတွေကျွတ်ပဲ့သွားတဲ့သစ်ပင်တို့လောကရန်ကိုမုန်တိုင်းရဲ့ထံကိုခံလိုက်ရတဲ့အခါမှာမလှမပဖြစ်သွားကြရတောင်ကြီးတွေကြတော့တဇက်ကမလှုပ်ရှားမှုမပြုဘဲနဲ့မုန်တိုင်းတွေဘလောက်ပြင်းထန်တောင်ကြီးတွေကကြန့်ခိုင်နေကြတယ်အဲ့တော့ဘုန်းကြီးတို့တွေဟာကိုယ့်ရဲ့စိတ်ဓာတ်တွေတောင်ကြီးလိုခိုင်မာအောင်ကျင့်ဖို့လို့လေ့ကျင့်ပြီးတော့ယူရမယ်လို့ဒါပြောတာနော်သူ့ဘာသူအလိုလျောက်ဖြစ်လာတာမဟုတ်ဘူးလောကဓာတ်ဆိုတာလေ့ကျင့်တွေ့ကြုံလာပြီဆိုလို့ရှိရင်မုန်တိုင်းတန်ကိုခံနိုင်အောင်စိတ်ဓာတ်ရဲ့ကြန့်ခိုင်မှုဆိုတာလေ့ကျင့်ပေးရတယ်မုန်တိုင်းရဲ့ထံလောကဓာတ်ရဲ့သဘာဝကိုတုံလို့တယ်ဆိုတာဘာပြောတာစီးပွားရေးဖြစ်ထွန်းလို့ငွေကြေးဒနာမြောင်များစွာရပြီဆိုရင်အစဉ်ပြေတာလူတွေရဲ့စိတ်ဟာ
ဘာဖြစ်လာဘဝင်မြင့်လာကိုဘဝင်မြင့်လာဘဝင်မြင့်လာပြီးတော့သုံးတယ်ဖြုံးတယ်မော်တယ်ကြွားတယ်အောက်ခြေလွတ်လာတယ်အဲ့ဒါလောကဓာတ်မခံနိုင်တာပဲသို့တော့လူထုအများစုကအောင်မြင်ကြီးပွားနေရင်လောကဓာတ်လို့မထင်ဘူးအောင်မြင်ကြီးပွားနေတဲ့အခါမှာကောင်းစားနေတယ်လို့ပဲထင်တယ်လောကဓာတ်လို့မထင်ဘူးစိတ်ဓာတ်ကြံ့ခိုင်မှုမရှိတဲ့ပုဂ္ဂိုလ်ကအောင်မြင်လာပြီဆိုလို့ရှိရင်လက်မထောင်းလာတယ်စိတ်ဓာတ်တွေဒါအတက်ကြွလာလက်မတွေထောင်းလာတယ်မောလာတယ်ကြွားလာတယ်ဒါမျိုးတွေလှုပ်လာအဲ့ဒါလို့လှုပ်လာသည့်အတွက်ကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းသည့်အတွက်ကြောင့်ဘာဖြစ်တုံးဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာအောင်မြင်မှုမရတော့ဘူးဆိုတဲ့အလာဘလောကဓာတ်နဲ့ခြုံလိုက်ပြီဆိုရင်စိတ်ဓာတ်တွေတခါတည်းကျ depression တွေဝင်လို့ကိုယ့်ကိုယ် suicide လုပ်သွားကြတာတွေအများကြီးပဲဒီကနေ့ခေတ်မှာနော်မြန်မာနိုင်ငံမှာရှိတဲ့ပုဂ္ဂိုလ်တွေကဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာကြားရတယ်ငယ်စဉ်တောင်ကြီးကလေးဘဝကလေးကအေးပစ္စည်းသင်္ခါရလူသင်္ခါရပဲဆိုတဲ့အတွေးကလေးတွေဓမ္မအမြင်ကလေးတွေနဲ့လောကဓာတ်ကိုကြံ့ကြံ့ခံထားနိုင်သေးတယ်ဆိုးဆိုးဝါးဝါးကြီးထိအောင်ဖြစ်မသွားဘူးတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဆိုးဆိုးဝါးဝါးကြီးဖြစ်သွားတချို့ပုဂ္ဂိုလ်တွေကဘဝကိုအဆုံးစီရင်ပြီးတော့မလှမပဖြစ်သွားကြလောကဓာတ်မခံနိုင်ဘူးဆိုလို့ရှိရင်ကြီးပွားလို့ရှိရင်လည်းပျက်စီးတာပဲဆုပ်ယုပ်လို့ရှိရင်လည်းပျက်စီးတာပဲဘဝကမလှမပဖြစ်ဘာကြောင့်လို့ဆိုစိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းလို့ပဲအဲ့ဒီနေရာမှာစိတ်ဓာတ်ကြံ့ခိုင်အောင်မြတ်စွာဘုရားကဘယ်လိုဩဝါဒပေးထားလဲဆုံးမထားလဲဘုရားဘာသာဝင်သူတော်စင်တွေဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပါမယ်လို့အာမခံထားတဲ့ပုဂ္ဂိုလ်တွေဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုထားတာကိုကဘုရားကိုကိုးကွယ်ရလို့အတိမပြုပါတယ်ဘုရားကိုကိုးကွယ်တယ်လို့ဆိုတာဘာအတွက်ကိုးကွယ်တာလဲလို့သေချာကြည့်မယ်စီးပွားတိုးတက်ဖို့ကိုးကွယ်တာမဟုတ်ဘူးဘုရားကိုးကွယ်တာများသောအားဖြင့်တချို့ကစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာအဲ့ဒီလိုစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာဟာသိပ်ပြီးတော့အစစ်မမြတ်မိယိုဖလားကိုးကွယ်တာမျိုးလည်းမဟုတ်စေရဘူးစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာမျိုးလည်းမဟုတ်စေရဘူးအနှစ်သာရအားဖြင့်ကိုးကွယ်ရမယ်ဆိုလို့ရှိရင်လောကရဲ့သဘာဝအမှန်တရားကိုသိဖို့အတွက်ကိုးကွယ်တာဘဝခရီးကိုရှောက်လန်းတဲ့အခါမြတ်စွာဘုရားတရားအတိုင်းဘုရားဟောပြောဆုံးမတဲ့လမ်းအတိုင်းရှောက်ပါမယ်မြတ်စွာဘုရားကိုလမ်းညွှန်ချက်အတိုင်းယုံကြည်တယ်မြတ်နိုးတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကိုးကွယ်အဲ့ဒါလို့ကိုးကွယ်မှဘုရားကိုကိုးကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကပို့ပြီးတော့ထိရတယ်အေးမြတ်စွာဘုရားကဟောတယ်လို့လာဘတို့အလာဘတို့လို့ဆိုတဲ့ပစ္စည်းဥစ္စာရမည်မှုအောင်မြင်မှုရရှိမှုအောင်မြင်မှုမရရှိမှုဆိုတဲ့အကောင်းအဆိုးလောကဓာတ်နှမျိုးနဲ့ကြုံတွေ့တဲ့အခါမှာမြတ်စွာဘုရားကဘာအမိန့်ရှိတုံးဘာဆုံးမဩဝါဒပေးတုံးလို့ဆိုလို့ရှိရင်လာဘနဲ့တွေ့ရင်လည်းပဲမောက်မှတက်ကြွခြင်းမဖြစ်စေနဲ့တဲ့အလာဘဆိုတဲ့အဆိုးလောကဓာတ်နဲ့တွေ့တဲ့အခါမှာလည်းပဲစိတ်ထက်မကြနဲ့စိတ်ဓာတ်တွေတုံလုံးမှုမဖြစ်နဲ့ဒီလိုမဖြစ်အောင်ဘယ်လိုနှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်အေးအောင်မြင်မှုရတာဆိုတာလဲထာဝရမဟုတ်ဘူးအောင်မြင်မှုမရဘူးဆိုတာလဲထာဝရမဟုတ်ဘူးလောကကြီးမှာဘယ်အရာမှတည်မြဲတာမဟုတ်ဘူးဆိုတဲ့အတွေးလေးကအခြေခံပြီးတဲ့အခါမှာကိုယ်စိတ်ဓာတ်ကိုရင့်ကျက်အောင်ကြိုးစားယူအောင်အဲ့ဒီအတွေးလေးကတာမန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာမှမထူးဆန်းမှုလို့အောက်မေ့သို့သောအဲ့ဒီအတွေးနဲ့တွေးလိုက်လို့ရှိရင်ဆိုးဆိုးဝါးဝါးဖြစ်မသွားတာသိကြမြတ်စွာဘုရားကိုယ်တိုင်က
လာဘဆိုတဲ့လောကရန်ကြောင့်လည်းစိတ်ဓာတ်တက်မသွားဘူးသိအားတက်တဲ့ရောမောက်မာမှုတွေအောက်ခြေလွတ်သွားတာတွေမဖြစ်ဘူးဘာဖြစ်လို့တော့သူကတွေးတယ်အေးရတာဆိုတာလေအစဉ်ပြေးနေတယ်တခဏပဲရတာအစဉ်မပြေတဲ့အခါရှိအောင်မှာပဲလို့ကြိုတင်ထားအစဉ်မပြေတဲ့အခါမှာလည်းအေးအစဉ်မပြေတဲ့အခါရှိတယ်အစဉ်ပြေတဲ့အခါလည်းရှိအောင်မှာပဲဆိုရယ်ဟောဒီအတွေးလေးကစိတ်ကိုသက်သာရာရစေတယ်ဟောအဲ့ဒါလို့စိတ်ကိုတည်ငြိမ်အောင်ဒီလိုမှန်ကန်တဲ့အတွေးနဲ့ဒါယောနိသောမနတိကာရလို့ခေါ်တယ် wise attention ပေါ့မှန်ကန်တဲ့အတွေးကလေးနဲ့မထိန်ဘူးဆိုလို့ရှိရင်စိတ်ဓာတ်တွေဟာတည်ငြိမ်မှုမရတော့ဘူးမရသည့်အတွက်ကြောင့်အကောင်းလောကရန်နဲ့တွေးပြီးဆိုလို့ရှိရင်စိတ်ဓာတ်တွေတက်ပြီးတော့အောက်ခြေတွေလွတ်တယ်မကောင်းတဲ့လောကရန်နဲ့တွေ့ရင်စိတ်ဓာတ်တွေနှိမ့်ကျပြီး depression ဖြစ်တယ်နောက်ဆုံးမှကိုယ့်ကိုယ်အဆုံးစီရင်တာမျိုးတွေထိအောင်ဖြစ်သွားတယ်စိတ်တွေတအားဆင်းရဲပြီးဖြစ်သွားတတ်တယ်အဲ့ဒါမျိုးမဖြစ်အောင်မှန်ကန်တဲ့အတွေးလေးကိုတွေးပါမှန်ကန်တဲ့အတွေးဆိုတာအေးဘယ်အရာမှတည်မြဲတာမဟုတ်ဘူးဒါလောကမှာလူတိုင်းကြုံတွေ့ရတဲ့သဘာဝပဲဆိုတဲ့အတွေးကိုများများတွေးကြပါထို့တူပဲယတအာယတအချမ်းရံရှိတဲ့အခါရှိတယ်အာယတအချမ်းရံမရှိတဲ့အခါရှိအချမ်းရံရှိလာပြီဆိုလို့ရှိရင်လည်းလူတွေဟာနောက်လိုက်နောက်ပါတွေနဲ့အချမ်းရံတွေအကျော်စောတွေများလာလို့ရှိရင်ဘဝင်မြင့်ပြီးအောက်ခြေလွတ်သွားအချမ်းရံမရှိဘူးတကူဒီဆိုတဲ့အခါကျတော့လုံးကြီးဖြစ်ပြီးတော့စိတ်ဓာတ်တွေကျပြန်တယ်ဟောတာစိတ်ဓာတ်ရဲ့တည်ငြိမ်မှုမရကိုကိုစဉ်းကျင်စဉ်းစားထားအချမ်းရံရှိတယ်ဆိုတာလည်းအဓိကမဟုတ်ဘူးမရှိဘူးဆိုတာလည်းအဓိကမဟုတ်ဘူးဘယ်အရာမှမမြဲဘူးကိုယ်စိတ်လေးဖြူစင်ပြီးတည်ငြိမ်မှုကအဓိကကြတယ်လို့ဆိုပြီးတော့စိတ်ဓာတ်လေးကိုဖြူစင်အောင်ကြိုးစားအထောက်မှန်ကန်တဲ့အတွေးနဲ့တွေးပြီးတော့ခုခံကာကွယ်ထားထို့တူပဲနေန္ဒပတန္တာလောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာကဲ့ရဲ့ခံရတဲ့အခါရှိတယ်လို့ချီးမွမ်းခံရတဲ့အခါလည်းရှိတယ်လူတွေကကဲ့ရဲ့ခံရရင်စိတ်ဆိုးတယ်ချီးမွမ်းခံရလို့ရှိရင်တော့ဂျင်းနဲ့တယ်ဝမ်းသာတယ်ရှင်ပြအဲ့ဒါဟာစိတ်ဓာတ်ရဲ့မတည်ငြိမ်မှုပဲလောကရန်ပုံတိုင်းတာမခံနိုင်လို့လှုပ်ရှားရင်းရိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အဲ့တော့ချီးမွမ်းခံရရင်လေဘာလို့ဟုတ်တယ်သူပြောတဲ့အတိုင်းငါမှတကယ်ချီးမွမ်းတိုက်တာရှိ appreciate ပေါ့အတိမတ်ပြုကဲ့ရဲ့ခံရလို့ရှင်လေအေးဒီကောင်ငါ့ကိုကဲ့ရဲ့ရမလားလို့ဆိုစိတ်ဆိုးအေးငါကဲ့ရဲ့တိုက်တဲ့ဟာရှိတယ်လို့ appreciate သဘောပေါက်နားလေအဲ့ဒီနည်းနဲ့ခုကမြတ်စွာဘုရားကဗျာမဆာလတုတ်မှာအဆုံးမဩဝါဒပေးထားတာရှိတယ်ယဟန်တွေကိုမှတ်သားစရာကောင်းတယ်တခုလူတယောက်ကကိုယ့်ကိုလာပြီးကဲ့ရဲ့ပြီးပြစ်တင်ပြီလို့လာပြောလို့ရှိရင်မြတ်စွာဘုရားကစိတ်မဆိုးအောင်လုပ်ပါစိတ်မဆိုးပါနဲ့အဲ့တော့စိတ်မဆိုးအောင်ကနှလုံးသွင်းတရားမရှိဘဲနဲ့စိတ်မဆိုးအောင်နေဖို့ဆိုတော့ခက်စိတ်လေးကိုပြင်လိုက်ရုံပဲစိတ်လေးကိုပြင်လိုက်ရုံပဲသူပြောတဲ့တွေကိုအတိမမပြုတ်ဘူးလေအတိမမပြုတ်လက်မခံပဲနေတာမြတ်စွာဘုရားကတစုံတယောက်ကလာပြီးတော့ဆဲတယ်ဆိုလို့ရှိရင်ပုံနာကြီးတယောက်ဆဲတော့ကမြတ်စွာဘုရားဥပမာပေးတာရှိတယ်ပုံနာကြီးတယောက်ကဘုရားကိုဆဲတယ်ဆဲတာမှရိုင်းရိုင်းပြပြဆဲတာမျက်နာကိုကြည့်ပြီးတော့ရိုင်းရိုင်းပြပြဆဲတာမြတ်စွာဘုရားကလက်မခံမှုဒီတိုင်းပဲနေတယ်အသာလေးတုံ့ပြန်မှုမပြုတ်ဘူးဆဲလို့အားရသွားပြီဆိုတဲ့အခါမြတ်စွာဘုရားကသူ့ကိုမေးခွန်းထုတ်တယ်မင်းအိမ်မှာမိတ်ဆွေသင်္ကားတွေလာတဲ့အခါမုံပဲသေးစားတွေနဲ့လက်မခံဘူးမခံဘူးလားလို့ဆိုခံတယ်အဲ့ဒီမုံပဲသေးစားတွေကိုဧည့်သည်ကစားမသွားရင်ဘယ်သူဟာလဲလို့ဆိုဒါခံတဲ့လူအိမ်ရှင်ရဲ့ဟာပဲပေါ့အဲ့ဒါလိုပဲမင်းကငါ့ကိုဆဲရေးခြင်းဖြင့်ခံတယ်ငါလက်မခံဘူးအဲ့တော့ဆဲရေးတာမှန်သမျှမင်းဟာတွေပဲငါလည်းမဆိုင်ဘူးဆဲတဲ့လူကိုပြန်ဆဲလို့ရှိရင်လက်ခံရရောက်တယ်
သူဟာကိုအတိမတ်ပြုလိုက်ရရောက်တယ်ဆဲတဲ့ပုဂ္ဂိုလ်ပြန်မဆဲပဲနေမှသူကအတိမတ်မပြုရရောက်တယ်ကိုယ်စီမရောက်လာဘူးအတန်ရောက်တာပဲရှိတယ်ကိုယ်စိတ်ကိုလှုပ်ရှားအောင်မလုပ်နဲ့မုန်တိုင်းကြီးဘလောက်ပြင်းပြင်းတောင်ကြီးသည်မလှုပ်သလိုပဲတစ်ပိုင်လိုရိမ့်ထိုးပြီးတော့မသွားဘူးကြန့်ခိုင်တဲ့စိတ်ဓာတ်အဲ့ဒီဗြဟ္မဇာလတုံမှာမြတ်စွာဘုရားကဘယ်လိုဟောထားလဲကိုယ်လာကဲ့ရဲ့လို့ရှင်စိတ်မဆိုးနဲ့ဘာဖြစ်လို့စိတ်မဆိုးနဲ့ပြောရင်စိတ်ဆိုးနေရင်တိုးတက်မှုအန္တရာယ်ဟာမင်းမှာပဲဖြစ်မယ်တိုးတက်မှုအတွက်အနှောက်အယှက်ဖြစ်သွားလိမ့်မယ်ဒါတည်းမကဘူးစိတ်ဆိုးတဲ့ပုဂ္ဂိုလ်တယောက်ဟာအတိညာမှာတုံးသွားတယ်တစ်ဖက်သားပြောတဲ့စကားအကောင်းဆုံးအကြောင်းကျိုးဆိုတော့ तू မစင်စားနိုင်တော့စိတ်ဆိုးတာနော်စိတ်ဆိုးလိုက်တာနဲ့တပြိုင်နက် तू ကအကောင်းဆုံးအကြောင်းကျိုးနားမဒီကလေးကကိုယ်ကနစ်နာနေပြီအဆဲလဲခံရသေးတယ်အကဲ့ရဲ့လဲခံရသေးတယ်ကိုယ့်ရည်ရှင်တဲ့နှလုံးထဲမှာလှုပ်ရှားပြီးတော့အကောင်းဆုံးအကြောင်းကျိုးသိတတ်တဲ့အသိပညာလဲကိုယ်မှာမဖြစ်ဘူးဆိုကိုယ့်ရဲ့ဆုံးရှုံးမှုတွေဒီမှာပဲရှိနေအဲ့ဒါကြောင့်မြတ်စွာဘုရားကတုံမန်ယေဝတ္တတေနအန္တရာယောကဲ့ရဲ့လို့ချင်းပြန်ပြီးတော့စိတ်ဆိုးနေမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ပဲတိုးတက်မှုရဲ့အန္တရာယ်ဖြစ်မယ်တိုးတက်မှုရဲ့အန္တရာယ်ဖြစ်ယုံနေမကဘူးသူပြောတဲ့စကားရဲ့ကောင်းလားအဆိုးလားဆိုတာမခွဲခြားနိုင်တော့ဘူးဒေါသဖြစ်နေသည့်အတွက်ကြောင့်ဒေါသစိတ်မှုန်းနေသည့်အတွက်ကြောင့်အကောင်းဆုံးခွဲခြားနိုင်ဘူးတဲ့အဲ့ဒီကလေးကမှားမှားယွင်းယွင်းလှုပ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ရနေပြီနော်အဲ့တော့မြတ်စွာဘုရားကဒါဖြင့်ငုံခံနေရမှာလားကဲ့ရဲ့လာလို့ရှိရင်ကဲ့ရဲ့လာတဲ့စကားကိုငုံခံရမလားလို့ဆိုမဟုတ်ဘူးတဲ့မြတ်စွာဘုရားတုံ့ပြန်မှုတော့ပေးရမယ် response လုပ်ရငုံခံနေဖို့မပြောကဲ့ရဲ့လာမယ်ဆွဆွဲလာမယ်ဆိုလို့ရှိရင်မဟုတ်ဘူးဆိုတာကိုပြန်ပြောရပြန်ပြီးခြေပပြောဆိုအောင်သို့တော့ရှင်တဲ့ကဒေါသနဲ့ပြန်မလုံးနဲ့ဒေါသနဲ့ပြန်လို့ရင်သူ့ဟာကိုအတိမတ်ပြုရရောက်သွားတယ်ပြန်ပြီးတော့တုံ့ပြန်ဖြေရှင်းပါတဲ့ဒါမမှန်ဘူးဒါမဟုတ်ဘူးဆိုတာကိုအကျိုးအကြောင်းနဲ့ပြန်တုံ့ပြန်သို့တော့တစုံတစ်ယောက်ကဆဲလာပြီဆိုလို့ရှိရင်ကတော့သိခံလိုက်ပါတယ်အဲ့ဒါကြတော့တုံ့ပြန်เสียမလို့ဘူးအဲ့တော့ခန္တီဆိုတဲ့သဘာဝတရားကိုလည်းကြည့်လူအများစုကလက်ခံထားတဲ့ခန္တီဆိုတာကငုံခံနေတယ်သို့တော့စိတ်ထဲကမကျေနပ်ဘူးဆိုရင်ခန္တီမဟုတ်ဘူးအဲ့ဒါခန္တီဆိုတဲ့သဘောတရားဟာထိုပုဂ္ဂိုလ်တယောက်ယောက်ကဆဲလာတာကိုလုံးဝအတိမတ်မပြုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ထဲကမူလစိတ်အခြေအနေပြပြမသွားအောင်ထိန်းနိုင်မှခန္တီခန္တီဆိုတဲ့စကားလုံးကို grammar ရှုထောင့်ကပြောမယ်ဆိုရင်ခမှုတဟဏီဆိုတဲ့ပုဂ္ဂလာခမှုဆိုတာစွန့်ရည်တတိပဲဘယ်လိုစွန့်ရည်တတိတုံးလို့ဆိုလို့ရှိရင်ကိုယ်စိတ်ဓာတ်ကလေးပင်ကိုယ်စိတ်ဓာတ်ကလေးပြတ်မသွားအောင်ထိန်းနိုင်တဲ့စွန့်ရည်တတိပဲကြည့်လေတန်ငယ်ချင်းနှစ်ယောက်စကားပြောနေတယ်ရဲရဲမောမောနေကြတယ်ဒီပြင်လူတစ်ယောက်ကလာပြီးတော့သူတို့ဆဲလိုက်တယ်ဆိုရင်ဟာနှစ်ယောက်စလုံးထပြီးရှူရှူထိုင်ထိုင်ဖြစ်သွားရင်ဒါသူတို့ပျော်ရွှင်နေတဲ့စိတ်ကိုသူတို့မထိန်းနိုင်တာပဲလောကဓာတ်မုံတိုင်းဟိုကလာတိုက်တာကိုသူတို့မထိန်းနိုင်လို့ရိမ့်ရိုင်သွားတဲ့သဘောပဲနော်သူဘာပြောဘလို့ပဲဆဲဆဲအပြုံးမပြတ်ဘူးကိုယ့်ဟာကိုယ်ဆက်စကားပြောနေကြလို့ရှင်ခန္တီပဲအဲ့ဒါတော့အဲ့ဒီခန္တီဆိုတာတကယ်မြင့်မြတ်သူတို့ရဲ့ကျင့်စဉ်မှုပါရမီ10ပါးထဲမှာတောင်ခန္တီပါရမီဆိုတာထည့်ထားတာနော်ခန္တီဟာနှစ်ဦးနှစ်ဝအတွက်အကျိုးရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဆွဆွဲလာရင်တော့ဖြေရှင်းပါတဲ့ဆွဆွဲလာတာမဟုတ်ဘူးကဲ့ရဲ့လာတယ်ဆွဆွဲလာတယ်ဆိုရင်ဖြေရှင်းလို့ရတယ်ဆဲရိပ်လာရင်တော့တုံ့ပြန်เสียမလိုဘူးတဲ့သိခံမှုနဲ့နေရမယ်လို့ဒီလိုဆိုတယ်ဒါမှန်ကန်တဲ့လမ်းကြောင်းတွေကိုပေးတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီလိုသိခံပြီးတော့နေတယ်သိခံလိုက်တဲ့ဖြင့်တစ်ဖက်သားဟာသူ့ဘာသူအလိုလိုဆေးမှုတွေရပ်တန့်ပြီးတော့သွားတယ်နောက်ဆုံးမှာစိတ်ဓာတ်တွေပါပြောင်းလဲသွားစေနိုင်တယ်သိခံမှုရဲ့စွမ်းအားမြတ်စွာဘုရားကသိခံမှုရဲ့စွမ်းအားနဲ့အမတန်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တွေကိုအနိုင်ယူခဲ့ဘူးတယ်
အာလဝကကြီးကိုအနိုင်ယူခဲ့တာသိခံတဲ့စိတ်နဲ့အနိုင်ယူခဲ့တာပဲဘလောက်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သိခံမှုဆိုတာနဲ့အနိုင်ရခဲ့တယ်ပေါ့ဒီကနေ့ခေတ်မှာလည်းပဲသိခံနေလို့နောက်ဆုံးအနိုင်ရသွားတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်စိတ်ဓာတ်စွမ်းအားနောက်ဆုံးမှသိခံနေသည့်အတွက်ကြောင့်ကိုကရှုံးသွားအောင်အရှုံးမဟုတ်ဘူးအရှုံးဆိုတာဘာကိုပြောတာတော့လို့မေးမယ်ဆိုရင်ကိုယ့်ရဲ့တန်တန်မှာအကုသိုလ်တွေဖြစ်သွားမှအရှုံးပါတဲ့သို့တော့လူတွေကအကုသိုလ်ဖြစ်သွားတာကိုအရှုံးလို့မထင်ဘူးဘာကိုအရှုံးထင်လို့ဆိုရင်ခုံကိုထိခိုက်လို့စော်ကားခံလိုက်ရလို့ခုံရှုံးသွားတာကိုရှုံးတယ်လို့ထင်တယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်တစုံတစ်ခုဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်ကိုယ်စိတ်ဓာတ်ကလေးကောင်းမွန်တဲ့စိတ်ဓာတ်ကလေးဆုံးရှုံးသွားတာကြတော့နှမျောရကောင်းမှမသိဘူးတကယ်အနှစ်သာရကကိုယ်စိတ်ဓာတ်ကလေးဆုံးရှုံးမှုကအနှစ်သာရမဆုံးရှုံးမှုကပိုတာဝန်အရေးကြီးတယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးဂုဏ်သိက္ခာတွေဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးသိခံလိုက်သည့်အတွက်ကြောင့်ဘာကအပင်ငရဲရောက်တော့ဆိုရင်တုံ့ပြန်ပြီးတော့ဒေါသထွက်လာရင်အဲ့ဒီဒေါသသည်မကောင်းတဲ့ပုံကိုအ ਨੇ ဆုံးတော့အယုတ်ဆိုးအကြည့်တန်တဲ့ဘဝကိုပို့ပေးတယ်ဒီကနေ့ခေတ်လူတွေမှာကြည့်လိုက်တချို့မျက်နှာလေးတွေပြုံးရွှင်တဲ့မျက်နှာရှိတယ်တချို့မျက်နှာတွေကပြုံးလို့မရတဲ့မျက်နှာမျိုးကြီးတွေရှိတယ်ဘာဖြစ်လို့ဟိုဘဝတော့ခဏခဏစိတ်တူပဲလို့စိတ်တူနေတဲ့အချိန်မှန်နဲ့ကြည့်လိုက်ပေါ့ဘလို့မှမလှဘူးလေစိတ်တူနေတဲ့မျက်နှာအဲ့ဒီမျက်နှာမျိုးကြီးတွေကြီးပဲနောက်ရဆက်ပြီးတော့အဲ့ဒါကိုယ့်အတွက်ဆုံးရှုံးမှုဘဝမှာမလှမပဖြစ်တယ်လို့ဒီလိုပြောတာနော်အေးဒါကြောင့်မို့လို့ဓမ္မစန္ဒသုတ်တံမှာမြတ်စွာဘုရားကဒီလိုဟောတာထို့တူပဲပတန်တာလို့ခေါ်တဲ့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်ဘာလို့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်လည်းဝမတာနဲ့ဘဝင်မမြင့်လိုက်နဲ့လို့ပြောညသောအပြင်လူတွေကဝမ်းသာပြီဆိုရင်လောကရန်လို့မထင်ကြဘူးအဲ့ဒါလဲလောကရန်ကိုမခံနိုင်လို့စိတ်ရဲ့လှုပ်ရှားမှုလို့ခေါ်တယ်ချီးမွမ်းခံရလို့ရှိရင်တဲ့ဝမ်းသာနေမယ်ဆိုရင်ဘာဆုံးရှုံးနိုင်လို့ဆိုလို့ရှိရင်အဲ့ဒီဝမ်းသာမှုကြောင့်ဒါလေးတွေကျင့်တတ်နေပြီးတော့ကိုယ့်ရဲ့တိုးတက်မှုအတွက်အန္တရာယ်ဖြစ်တယ်ဟောဘဝင်မြင့်သွားရင်ဒီတဲ့ပူဆိုးတဲ့အန္တရာယ်တွေရောက်နိုင်တယ်ပေါ့ဝမ်းသာလွန်အားကြီးနေတဲ့ပုဂ္ဂိုလ်တယောက်အသိဉာဏ်မှာတုံးသွားနိုင်တယ်ဒါကြောင့်ဝမ်းသာမနေနဲ့ဘာလို့appreciate လုပ်ရမယ်အေး तू ပြောတာမှန်တယ် तू ချီးမွမ်းတဲ့အတိုင်းဟုတ်တယ်ဒီလိုပဲ appreciate လုပ်ပါဒါလောကရန်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဟောတဲ့ဒေသနာတွေလက်တွေ့ကျင့်သုံးရမယ်ဟာဘုရားတရားတော်ကဆေးဝါးလိုပဲယောဂပျောက်ခြင်းဆေးဝါးတောက်ရသလိုပဲတရားဓမ္မကိုအတိုင်းဒီဘဝမှာလှပခြင်းလို့ရှိရင်တော့ဘုရားရဲ့ဆုံးမဩဝါဒအတိုင်းတကယ်လက်တွေ့ကျင့်သုံးဖို့ကျင့်လို့မရတဲ့တရားဆိုတာမရှိဘူးလက်တွေ့ကျင့်သုံးပြီးကိုယ်စိတ်လေးကိုခိုင်မာအောင်ကြိုးစားအထောက်ထားပြောဒုက္ခဒုက္ခလေလူလောကမှာအစဉ်ပြေတဲ့အခါမှာချမ်းသာလို့အစဉ်မပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြက်တဲတွေတွေ့အဲ့လိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ဓာတ်မကျဖို့စိတ်သက်သာရတဲ့နိလန်းနေနဲ့တွေးရမယ်မြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာလို့ဆိုလို့ရှိရင်ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းအတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ် depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးတဲ့ခုခံနိုင်တယ်အေးချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ခြေလွတ်တတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်လည်းပဲခုနကအေးချမ်းသာတယ်ဆိုတာလဲထာဝရမဟုတ်ဘူးတခဏမျှတာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရိမ့်ရိုင်မှုမရှိအောင်ကြန့်ခိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာ
ကောင်းဆိုးလောကရန်ကြံ့ကြံ့ခံဘဝကိုလှလှပပဒီဆောက်ခြင်းဟောဒီလောကရန်ခန္ဓာရည်ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1နော်လောကရန်ခန္ဓာအောင်ကြိုးစားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရန်ဆိုတာရှိတာကြီးပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ဒါတွေကတဏှိတယ်ပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာနော်ကဲရတယ်ချီးမွမ်းတယ်ဆိုတာချီးမွမ်းတဲ့လူကချီးမွမ်းတယ်ကဲရတဲ့လူကကဲရတယ်အလုံးသိကြလိုက်မယ်လေတခါတော့ကအမေရိကန်သမ္မတအရင်သမ္မတအီရတ်သွားတဲ့အခါကျတော့သတင်းစာဆရာတယောက်ကဖဏနဲ့ထုတယ်မဟုတ်လားဘာပဲဖြစ်ဖြစ်တခုခုအစော်ကားဆိုတာနိုင်ငံကောင်းဆောင်သမ္မတဖြစ်နေစော်ကားခံရတာမျိုးရှိတာစိတ်ဓာတ်ရေးရမတုံလို့ကိုကတိတ်အရေးကြီးတယ်ပေါ့ကိုယ်လည်းကိုယ်အတိုင်းတာနဲ့သူလည်းသူ့အတိုင်းတာလောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာကြည့်စိတ်ဓာတ်ကြံ့ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာသူကသူကြံ့ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုရင်ခန္ဓာကိုယ်ကြီးကြံ့ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်ကျမကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မဟုတ်ကျမကြီးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပန်းနိုင်အားကစားလေ့ကျင့်မှုတွေပြုသို့သောလောကလူသားတွေမေ့နေတာလုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြံ့ခိုင်အောင်ကြိုးစားမှုကြတော့အားပြော့နေကြအဲ့ဒါလို့အားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရန်နဲ့ကြုံလိုက်လို့ရှိရင်ရိမ့်ရိုင်ထွက်သွားတယ်စိတ်ဓာတ်ကြံ့ခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါတရားကျင့်တယ်ဆိုတာအဲ့ဒါပြောနော်တရားကျင့်တယ်ဆိုတာအဲ့ဒါပြော physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောင်းရတယ်ကျန်းမာရေးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်အောင်ဘာလို့ကတရားထိုင်တယ်တို့စိတ်ဓာတ်လေ့ကျင့်ခန်းယူတယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ်အိမ်မှာကိုယ်နေရင်ကနေပြီးတော့မှန်ကန်တဲ့အတွေးကလေးတွေတွေးတယ်ဆိုပါစို့လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တူနဲ့တူခင်မင်ပြီးတော့သိတ်တွေ့တာမှုတွေများနေလို့ရှိရင်တွေးလေအေးလူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားကြဘူးပေါ့စိတ်ဓာတ်ကြံ့ခိုင်အောင်အဲ့ဒါလေးကလေ့ကျင့်ပေးရဆိုပါစို့နုပြိုနေတဲ့အရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားရမှာပါစရာဓမ္မောမိစရံအနတ္တိတောငါမှအိုခြင်းသဘောရှိတယ်အိုတဲ့သဘာဝငါမှရှိနေတဲ့အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ဓာတ်ကြံ့ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲတချို့အဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူးစိတ်ပြည့်စရာတွေးတာမဟုတ်ဘူးသဘာဝအမှန်ကိုသိအောင်ကြိုးစားစိတ်ဓာတ်ဆိုတာသဘာဝအမှန်ကိုသိမှဒီထက်ရင့်ကျက်လာဗျာတိဓမ္မောမိဗျာဒေနတိတောအေးငါခန္ဓာကိုယ်ကြီးဟာနာရတဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးတွေးပါဆင်ញင်စဉ်းစားပေးပါလေ့ကျင့်ပေးပါစိတ်ကိုဒါနဲ့လေ့ကျင့်အာယုန်နဲ့စိတ်ကိုလေ့ကျင့်ကောင်းတဲ့အာယုန်နဲ့စိတ်ကိုလေ့ကျင့်တာခေါ်တယ်မရဏဓမ္မောမိမရဏနာတိတောလူတိုင်းဟာသိခြင်းသဘောရှိတယ်ငါလည်းပဲသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်မြောက်နိုင်ဘူးလေ့ကျင့်ပေးပါလေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစင်နေရောပါလားအတွေ့အတာတွေရောပါလားလူတွေကထင်တယ်အတွေ့အတာရောပါသွားလို့ရှိရင်တူနဲ့တူကွဲသွားလိုက်မယ်လို့ထင်တယ်မဟုတ်ဘူးတန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူတူနဲ့တူမေတ္တာနဲ့ကုညီဆောင်လျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူးတန်ရောစင်ဆိုတာကိုယ်အလိုချလေးဖြစ်နေတုံးနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့
တဏှာရဲ့သဘောကကိုကောင်းစားဖို့ပဲရှိတယ်ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်နဲ့ပြောကြတယ်သားသမီးချစ်တာလားကိုယ့်ကိုယ်ကိုချစ်တာလားတေချာဆန်းစစ်ကြည့်အများကတော့ဖြေလိုက်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီသားသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင်ဒီသားသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေအားကိုးနေတယ်ယုံကြည်နေတယ်ငါသက်ကြီးရင်ငါသားလေးကငါဆောင်းရှောက်မှာပဲငါသမီးကငါဆောင်းရှောက်မှာပဲနဲ့ဟောအားကိုးမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျှော်လင့်ချက်ကလေးတွေနဲ့တင်အဲ့ဒီသားသမီးကကိုယ်ဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြတော့အိမ်ကနေနှင်ချပြီးအမွေပြကြော်ညာကြတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတော့လို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီးဆိုလို့ရှိရင်အဲ့သားသမီးမချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တာပဲကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီးဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံတွေ divorce လုပ်ကြတယ်၊ကွာရှင်းကြတယ်။ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာကသူစီကကိုပျော်ရွှင်မှုမရဘူးကိုစီကသူပျော်ရွှင်မှုမရဘူးကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲအမှားတကယ်အနှစ်သာရကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တသမံပေမန္နတ္ထိကိုကိုချစ်တာလောက်တခြားကိုကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတယ်ဒါတကယ်ကိုအစစ်အမှန်ဟောဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ချက်မေတ္တာချစ်ကသူများအတွက်ပေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်တဲ့ဘာဖြစ်လို့တော့ဆိုစဉ်းစားရတယ်သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင်သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်ဆင်ပြေးနေလို့ရှိရင်ဟောမကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါအတွက်စဉ်းစားတယ်ဟိုလူကလည်းငါအတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြီးပဲစဉ်းစားတယ်လိုဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေတတ်တယ်ကိုယ့်အတွက်မဖြစ်တာနဲ့တပြိုင်တည်းခွဲကြရောအဲ့တော့မေတ္တာချက်နဲ့တဏှာချက်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချက်ကအေးမြပြီးတော့တဏှာချက်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတောကဆိုတာရောက်လာဆိုရင်ဓာတွေပူဆွေးတာတွေဒါတွေဖြစ်လာမေတ္တာရဲ့နောက်ကမှာဒါတွေလုံးဝမရှိဘူးအေးချမ်းနဲ့တည်ငြိမ်တဲ့ဆိုတာတွေဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ်စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားလောကဓာတ်နဲ့ကျုံလာပြီဆိုလို့ရှိရင်ကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ရစိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်တယ်ဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်သမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါယောနိသောမနတိကာရလို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာတော့ဆိုရင်အဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်တယ်ကောင်းဘက်ကတွေးတယ်အရာရာမှာအကုန်လုံးအကောင်းဘက်ကတွေးရမှာလားလို့ဆိုဒီလိုတော့မဟုတ်ပါဘူးမှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်ရအဆိုးဘက်ကကြည့်လို့ရှိရင်အဆိုးဆိုတာအပြစ်ကိုကြည့်တဲ့အခါမှာအရာရာမှာအမှန်ကိုကြည့်ဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လူတယောက်ပေါ်မှာကိုယ်ကဒေါသဖြစ်တယ်ဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်ဒီကောင်ကငါ့ကိုစော်ကားတယ်
သက်စော်ကားတာပဲဆိုတဲ့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာအဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်အေးသူဆဲတာသူဆိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးသူဆိုးသူခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပုံမှာဒေါသမထွက်ပြန်ဘူးအတွေးလေးဟာဒီနားလေးတွေနဲ့ကပ်ပြီးတော့ခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေကကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှိရင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှိရင်နမောနမဲ့လို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့နေလို့ဖြစ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူး။မတော်တဆဖြစ်ရှာတာပဲ။နော်ဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေပဲကိုယ်ကိုလေ့ကျင့်ပေးရမှာအောင်ပြောတယ်။သူများပေါ်မှာအပြစ်နေမြင်နေသေးတယ်များကာလပတ်လုံးမေတ္တာဆိုတာသက်ဝင်နိုင်ဖို့မဖြစ်ဘူးတဲ့။ဘယ်ရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့။အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာတော့သိကြတယ်။ပုံမြင်လေးတစ်ခုရှိတယ်။မြေထားမောင်းသမားတစ်ယောက် engine driver မြေထား driver တစ်ယောက်ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်။အဆိုးဘက်ကဘယ်တော့မှကြည့်ဘူး။ကောင်းဘက်ကကြီးပဲပြောလို့ရှိတယ်။ဒီနေ့ကျတော့ဘာဖြစ်တုံဆိုမတော်တဆသူ accident ဖြစ်တယ်ဆေးရုံတင်လိုက်ရတော့ခြေထောက်တစ်ဖက်ဟာမြေထားကျိတ်ပြီးတော့အမတန်အခြေအနေဆိုတော့ခြေထောက်တစ်ဖက်ဖြတ်ရမယ်ကိန်းရောက်သွားအဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်မေးရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားပေါ့အကောင်းမြင်နိုင်အောင်မလားမင်းကိုယ်တိုင်ခြေထောက်တစ်ဖက်ဖြတ်ရတော့မယ်မင်းဘယ်လိုလုပ်အကောင်းမြင်မလို့ဆိုအဲ့ဒီလူကပြုံးပြီးတော့ဘာပြောတော့ဆိုလို့ရှိရင်တငယ်ချင်းတို့တဲ့ငါဒီကနေ့ကစပြီးတော့ခြေထောက်ဒီဖဏတ်ဟာတစ်ဖက်ဖိုးသက်သာသွားပြီငါဖဏတ်ဟာနှစ်ရံနှစ်ခုမဝယ်ရတော့တစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတယ်နော်ဖဏတ်တရံထဲမှာတစ်ဖက်စာပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါသက်သာသွားပြီလို့ပြောတယ်ခြေတော့ဖြတ်ရလို့ဖြစ်ရလေခြင်းဆိုတဲ့အတွေးကိုမတွေးဘူးဖဏတ်တစ်ဖက်ဖိုးသက်သာသွားပြီအကောင်းဘက်ကမြင်တာတချို့နေရာမှာ wise attention ဆိုတာအဲ့ဒါမျိုးကိုပြောတာတစုံတစ်ခုဖြစ်လာလို့ရှိရင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်အောင်ဒါပြောတာနော်လှုပ်တဲ့လှုပ်ထိုက်တာစိတ်ပူပန်တာနဲ့လှုပ်တဲ့လှုပ်ထိုက်တာဆိုတာနဲ့တခြားစီတချို့ကမကောင်းတာဖြစ်ပြီဆိုလို့ရှိရင်စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူးအဖြေမဟုတ်ဘူးစိတ်ပူပန်နေမဲ့အစားပူပန်မှုကိုလျှော့ချပြီးတော့ဘာလို့သင့်တယ်ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟောတာစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်ပြရမယ်ပြောအဲ့ဒါမှကိုယ့်ရဲ့ဘဝမှာအလှဆင်လို့ရမှာပေါ့ညှို့ဆိုရင်ဘဝမှာအလှဆင်လို့မရနိုင်ဘူးကောင်းပြီကောင်းဆိုးလောကရန်ကြညံ့ခံလျက်အာမန်အပြည့်တတိမကွာပညာမျှော်မြင်အလုတ်ဝင်အလှဆင်ကြတို့ဘဝကောင်းဆိုးလောကရန်ကြညံ့ခံဆိုတာလောကရန်ကိုကြညံ့ခံနိုင်ပြီးစိတ်ဓာတ်တွေကရင့်ကျက်လာပြီဒီလောက်နဲ့ကျေနပ်ရမလားဆိုကျေနပ်ရတယ်ဘာတွေလိုတော့ဆိုရင်စိတ်အားမှန်တွေကိုမွေးမြူရမယ်မန်ဆိုတာမာနကိုပြောတာမဟုတ်ဘူးဒီနေရာမှာစိတ်စွမ်းအားတွေကိုပြောတာစိတ်စွမ်းအားတွေဆိုတာဘလောက်ထက်မြက်တယ်လဲလူတွေရဲ့တဏ္ဍာမှာရှိတဲ့စိတ်စွမ်းအားခုနတုန်းကတရိစ္ဆာန်တွေကို
ချုပ်ကင်နိုင်တဲ့စွမ်းအားဟာလူတွေမှာရှိတယ်အဲ့ဒါဘာလို့ဆို brain ပဲအဲ့ဒီ brain ဆိုတာတင်စားပြီးတော့ပြောတာဘာလို့ပညာကိုပြောတယ်ပညာသားနေသည့်အတွက်ကြောင့်လူတွေဟာတိရစ္ဆာန်လောကကြီးကိုချုပ်ကင်ထားနိုင်တယ်ဒါဖြင့်လူတွေရဲ့တန်တယ်မှာတိုးမြင့်ပေးရမယ်စွမ်းရည်တတ္တိတွေဘယ်နှခုရှိသလဲလို့ဘုရားမြတ်စွာရဲ့စာပေကျမ်းဂန်အရာပြောရမယ်ဆိုလို့ရှိရင်အဋ္ဌိပါဒပြည့်စည်မှုရဲ့အကြောင်းတရားတွေ means of accomplishment အဋ္ဌိဆိုတာ accomplishment ပါဒဆိုတာ mean way of accomplishment condition of accomplishment အဲ့ဒီအောင်မြင်မှုရဲ့အကြောင်းတရား၄မျိုးဆိုတာဘာတွေတုံးဆိုရင်ဆန္ဒရှိရပြင်းထန်ရမယ်ကောင်းမြတ်တဲ့ဘက်မှာကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုအခုဒီမှာတရားဝဲကြီးကျင်းပါတယ်ပထမအချိန်ဖြစ်ချင်တဲ့ဆန္ဒကြောင့်မို့လို့တရားဝဲဖြစ်လာတယ်ဆန္ဒကနေကြီးစိုးထားသည့်အတွက်ကြောင့်ဘာလို့ရဆိုရလူတွေရဲ့စိတ်ထဲမှာဖြစ်လာတယ်တရားပွဲဖြစ်လာရင်ဘာလို့ရဆိုပြီးတော့ဝေယဝိစာစပြီးမကြီးမညူလုံးကြဖြစ်ချင်တဲ့ဆန္ဒလေးကြောင့်မို့လို့ဖြစ်တာလေတရားပွဲရှိလို့တရားနာတယ်ဆိုဘလောက်ဝေးတဲ့အရာပဲဖြစ်တရားနာခြင်းနဲ့ဆိုတဲ့ဆန္ဒကြောင့်လူကိုယ်တိုင်ဒီရောက်လာတာအကယ်၍ဒီဆန္ဒလေးသာမပေါ်ခဲ့ဘူးဆိုလို့ရှိရင်တရားပွဲလည်းမဖြစ်ဘူးတရားနာလည်းမလာနိုင်ဘူးเนาะအဲ့တော့ဆန္ဒရဲ့စွမ်းအားဘလောက်ကြီးတယ်လဲဆိုတာဆန္ဒအပေါ်မှာဘလောက်ယုံကြည်ထိုက်တယ်လဲအားကိုးထိုက်တယ်လဲဒါစိတ်စွမ်းအားတစ်ခုပဲเนาะဒါကြောင့်မို့မြတ်စွာဘုရားကဆန္ဒကိုအဋ္ဌိပါဒအောင်မြင်မှုရဲ့အကြောင်းတရားတစ်ခုပါတဲ့ပါဠိစာပေမှာလည်းပဲဆိုထားတာရှိတယ်ဆန္ဒဝတ္တောဂိဏ္ဏမကမ္မနာသိစတိဆန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စည်နိုင်တယ်ဟုတ်တယ်လေအရေးကြီးတာကစိတ်ဆန္ဒကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ကြုံတွေ့လာတော့ဒီပင်ကရာမြတ်စွာဘုရားကိုကြည့်ပြီးသူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်တယ်အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံမှာပဲတရားတော်အထုတ်လိုက်ရင်ယ ahanan ဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့တော့သူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမေဧကေနတိနေနပုရိသေနဓမ္မတတိနငါလိုစွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်တယောက်ကတူးရဲနဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကိုသူမေးပြီသဗ္ဗညုတံပါပုနိတောတန္တာရိတံတတေဝကဆုံးဖြတ်ချက်ချလိုက် determination ဆန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတဉာဏ်ကြီးကိုရအောင်ယူပြီးတော့ဘုရားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒကြောင့်မို့လို့ဘုရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာမနှုတ်ဆိုရင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဘုရားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါထိုဆန္ဒကိုပဲမြတ်စွာဘုရားကအဓိပတိလို့ဟောသေးတယ်တခါတည်းရန်လူရဲ့စိတ်စွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထားစိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်စိတ်ကိုလွှမ်းမိုးနိုင်ရင်ရုပ်ပါလာတာပေါ့အဲ့ဒါကိုအဘိဓမ္မာမှာသန္တာဓိပတိသန္နတံပြုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိစ္စရူပနံအဓိပတိပစ္စယေနပစ္စယောလို့ဒီလိုဟောတာသန္တာဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထုတ်လုပ်လာတဲ့ရုပ်တွေအဲ့ဓာတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့
တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့ဆန္ဒပေါ်လာတာနဲ့တပြိုင်နက်ထိုဆန္ဒသည်ရော်ရဲရဲဆန္ဒမျိုးမဟုတ်ဘူးဆိုရင်အောင်မြင်အောင်လုပ်တာပဲလို့ဒါဆန္ဒကနေဥဆောင်သွားဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှဲ့ကဆန္ဒကဥဆောင်လို့စလာပြီဆိုရင်နောက်ကဘယ်သူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝိရိယဥဆောင်ဖို့လိုဆန္ဒတော့ရှိပါရဲ့ကြိုးပမ်းအထောက်မှုမရှိဘူးဆိုပြပြန်မို့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဘက်ဆုံးကနေခေါ်ထားတာစိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လိုလဲကြိုးပမ်းအထောက်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝိရိယဓိပတိဝိရိယဋ္ဌိပါဒအောင်မြင်ပြည့်စုံမှုမှာကြိုးပမ်းမှုမြတ်စွာဘုရားအလောင်းဟာ6နှစ်ပတ်လုံးအမတန်ပင်ပန်းခဲတဲ့ဒုက္ခရစရိယလုံနိုင်ခဲ့တဲ့အကျင့် austere practice လို့ခေါ်တယ်သိဆင်းရဲအိန္ဒိယနိုင်ငံမှာကျင့်ကြတဲ့ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကျင့်တဲ့အတ္တကိလမထာနိယောဂဆိုတဲ့အကျင့်မျိုးတွေအစာဖြတ်ပြီးတော့ကျင့်တယ်ရေဖြတ်ပြီးတော့ကျင့်တယ်ခန္ဓာကိုယ်ညှင်းဆဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလုပ်ပြီးတော့ကျင့်တယ်တန်တရားဥက္ကလွတ်ဖို့မရမနေလုပ်မယ်ဆိုတော့ကြိုးပမ်းအထောက်မှုဘုရားလောင်းတော်ကြီးဟာတောထဲမှာတယောက်တည်းကျင့်နေတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင်သူ့ကိုယ်သူကိုလူမြင်မခံဘူးတောထဲမှာနေအဝတ်မို့အဖူအဲ့ဒီချိန်ဝလစ်လက်နေတယ်လူတန်ခြေတန်ကြားလိုက်တာနဲ့လက်ခနဲ့ပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တောထဲမှာဒုက္ခရစရိယာလို့ခေါ်တဲ့ပင်ပန်းခဲခဲနဲ့အကျင့်တွေကျင့်ဘာစားလဲလို့ဆိုတော့တောဆက်မှာနွားခြံတွေပါလေလာလောက်ထားတော့နွားကလေးတွေအဲ့ဒီမှာမွေးဖွားတယ်နို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စားအဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒါလို့ပင်ပန်းဆင်းရဲတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့6နှစ်ပတ်လုံးဒုက္ခရစရိယာတွေကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ဆုံးကန်းတိုင်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကြိုးပမ်းအားထုတ်မှုကကန်းကုန်သွားပြီဘာလိုအပ်တုံဆိုအသိဉာဏ်လိုအပ်လာဗျဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတစ်ခါတလေကြိုးပမ်းအားထုတ်လို့ရတယ်ဒါကြောင့်မို့ဝိရိယဓိပတိဝိရိယကကြိုးပမ်းအားထုတ်ပေမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝိမာန်တာဓိပတိနော်အသိဉာဏ်နဲ့စဉ်းစားကြည့်ပြီးဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဘုရားလောင်းတော်ကြီးကဉာဏ်နဲ့ဆင်ခြင်သုံးသပ်လိုက်တယ်ပင်ပင်ပန်းပန်းခံပြီးတော့ကြိုးစားအားထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလဲအဆုံးဂိတ်ဆုံးထီအောင်ရောက်အောင်ကျင့်လိုက်တော့ဘာတွေးမိလာတော့ဆိုရင်လောကမှာသူလောင်းပင်ပန်းခန္ဓာကျင့်တဲ့ပုဂ္ဂိုလ်ပင်ပန်းခံလို့ရမယ်ဆိုရင်ငါရပြီဘယ်သူအောင်မှငါမရော့ဘူးဝိရိယကိုအစွမ်းကုန်မြင့်ပြီအဲ့တော့မရတာထောက်လို့ရှိရင်သိရအညောမက်ခောဘောဓာယခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာတယ်အမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးလမ်းဆုံးအောင်လိုက်တယ်သူမကြိုးပမ်းအထောက်မှုနဲ့ပတ်သက်ပြီးဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်ရင်အဆုံးထိအောင်လိုက်ကြည့်တယ်ကြည့်လို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာငါသွားမဲ့လမ်းဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိလောက်တယ်ဆိုပြီးတော့လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာဝိရိယနဲ့ပတ်သက်လာလို့ရှိရင်လည်းအမတန်မှပြင်းထန်တဲ့ဝိရိယရှိခဲ့တယ်ပေါ့အဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဗုဒ္ဓဆိုတဲ့တပ္ပညုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံးကိလေသာတွေဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိလာဘာစွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိလာတော့ဆိုရင်ခုနပြောရင်သန္တာရဲ့ဝိရိယရဲ့စိတ်ဓာတ်ရဲ့ဝိမာန်တရဲ့ဒီစွမ်းအားတွေနဲ့ရောက်တာပဲတခြားနည်းကသွားတာမဟုတ်ဘူးအဲ့တော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲသန္တာဆိုတာရှိတယ်ဝိရိယဆိုတာအခြေခံအနေနဲ့ရှိတာကိုပြောတာနော်အခြေခံအနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ရှိရင်အပြော့မြဲပြော့နေမှာပဲ
အားပြောမှပြောနေမှာဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ခန်းမယူလို့ရှိရင်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ခန်းယူရအဲ့ဒါကြောင့်မို့လို့ကိုယ်တဏ္ဍာမှာရှိတဲ့ဆန္ဒတို့ဝိရိယတို့ဝိမာန်တို့စိတ်ဓာတ်တို့ဆိုတဲ့ဒီစွမ်းအားတွေကိုလေ့ကျင့်ခန်းယူပြီးတော့အထွတ်ထိပ်ရောက်အောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အမြဲတမ်းစွမ်းအားထက်ပါတယ်တဲ့ဘလောက်ထိစွမ်းအားထက်တုံးဆိုရင်မြတ်စွာဘုရားကပြိဋိဘံသံဃာနီးမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုဟာမှတ်သားเสียရတယ်ရှင်အနန္ဒာကိုဗာမိန့်ရှိတုံးဆိုရင်အနန္ဒာတဲ့အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သန္ဓဝိရိယဝိမာန်တို့ကိုစနစ်တကျတိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတက်တန်းစီအောင်နေနိုင်တယ်သို့မဟုတ်တက်တန်းကျော်အောင်နေနိုင်တယ်ဟောသေခြင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာနော်အတိုင်းအတာတစ်ခုရလုံးဝမသိအောင်ပြောတာတော့မဟုတ်ဘူးလုံးဝမသိအောင်ဆိုတာတော့မဖြစ်နိုင်ဘူးသေခြင်းတရားကိုအတိုင်းအတာတစ်ခုရတားဆီးထားနိုင်တယ်မြတ်စွာဘုရားကိုယ်တိုင်နဲ့အားလုံးကြည့်နောက်ဆုံး10လမြတ်ဗုဒ္ဓဆိုတဲ့မဟာပရိနိဗ္ဗာန်သုတ်မှလာတဲ့ပရိနိဗ္ဗာန်မဆံခင်10လပရိနိဗ္ဗာန်ဆံဖို့10လအလိုဝါဆိုလာပြီးကျော်တရက်လာမဲ့ကဆုံလမှာပြိဋိဘံဆံမယ်ဆိုရင်ဝါဆိုလာပြီးတော့တရက်မြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်သွားအဲ့ဒီယောဂဝေဒနာကဘယ်တော့ပြင်းထန်တယ်လဲဆိုရင်မာရဏန္တိကဆိုတာသေခြင်းနာကတ်သွားသို့မဟုတ်သေမပြောင်းမဲ့ယောဂမျိုးပေါ့ခေတ်စကားနဲ့ပြောရင်တော့အင်ကေဝါတွေပေါ့ကုလို့မရဘူးဆိုယောဂမျိုးနော်ဆရာဝန်တွေလက်တဲ့ယောဂမျိုးလို့ဆိုကုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကေဝါတွေပေါ့အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားက10လအတွင်းအဲ့ဒီယောဂမပေါအောင်ထိန်းလိုက်တယ်ဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသန္ဓဝိရိယဝိမာန်စိတ်ဓာတ်ဆိုတဲ့အဋ္ဌိပတ်၄ပါးအင်းအားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလတ္တမဘဝင်စားပြီးတော့မြတ်စွာဘုရားထိန်းလိုက်တယ်ထိန်းလိုက်တာ10လတိတိအဲ့ဒီယောဂပြန်မပေါ်ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါဘာလို့တုံးဆိုရင်တေကန်နေလို့ဆိုရင်ဆိုလူကုတ်တဲ့ထိုးပေးတယ်စိတ်ဆွမ်းအားရှိနေသည့်အတွက်ကြောင့်စိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့10လတိတိယောဂမပေါ်အောင်ထိန်းထားတယ်တာမန်ဖလတ္တမဘမျိုးဆိုရင်မထိန်းနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယုသင်္ခါရဖလတ္တမဘဆိုသန္ဓဝိရိယဝိမာန်စိတ်ဓာတ်ဆိုတာဒါတွေစွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ဝိပဿနာကျင့်စဉ်ကိုဝိပဿနာကျင့်စဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလတ္တမဘကိုဆိုလို့အဲ့ဒီဖလတ္တမဘနဲ့ထိန်းလိုက်တာ10လအတွင်းဒီယောဂတွေလုံးဝပေါ်မလာတော့ကျမ်းမာသွားတယ်ဘယ်ကလေးကျမ်းမာလဲဟောစိတ်ဆွမ်းအားနဲ့ဖြစ်တာဘာကြောင့်မြတ်စွာဘုရားက10လတိတိယောဂတွေမပေါ်အောင်ထိန်းတယ်လဲလို့ဆိုရင်သူ့အတွက်မဟုတ်ဘူးဘုရားပွင့်လာတာသူ့အတွက်မဟုတ်တတ္တဝါတွေအတွက်ဘယ်သူအတွက်လဲလို့ဆိုလို့ရှိရင်နောက်10လပြည့်ကဆုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံမဲ့သုဘတ္တဆိုတဲ့ပြပိုက်ကြီးရှိတယ်အဲ့ဒီပြပိုက်ကြီးကမြတ်စွာဘုရားကသာ10လစောပြီးပြိဋိဘံဆံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားတယ်ဘုရားတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝမရရင်နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါမှကြုံတာလွဲသွားရင်နောက်ထပ်ပြန်မလာဘူးကြည့်လေမြတ်စွာဘုရားကသမထကျင့်စဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့သမထကျင့်စဉ်ကိုနီးလန်းပြီးပြလောက်လာတဲ့အာလာရကာလမဆိုတဲ့ယသိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယသိကြီးတွေသမထကျင့်စဉ်တော့သူတို့ထွတ်ထိပ်ရောက်အောင်ပေါက်ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုတာထွတ်ထိပ်ရောက်
သို့တော့ဘုရားကသစ္စာလေးပါးဝိပဿနာကျင့်စဉ်ကြီးကိုတွေးရှိပြီးတော့သစ္စာလေးပါးကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြည့်လိုက်တော့တဦးကတပတ်စောပြီးတော့ကွယ်လွန်သွားတယ်နောက်တဦးကတညတာစောပြီးတော့ကွယ်လွန်သွားရောသူတို့နောက်ရိမတ္တရဘုရားလည်းသူတို့တွေ့မှာမဟုတ်တော့ဘာဖြစ်လို့အရုပဘုံရောက်နေကြအရုပဘုံဆိုတာနန်းကြီးပဲရှိတယ်ဘုရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်မကြားရရင်သွားရောနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိအဲ့ဒီကပြန်သေးအောင်မယ်သေးလာတဲ့အခါမှာလူပြေရောက်တာပြေရောက်မကောင်းတဲ့ဘုံရောက်ချင်လည်းရောက်သွားအောင်မယ်ဆုံးရှုံးနေတာမှုတွေဒီလိုရှိတယ်ပေါ့ထို့တူပဲသုဘဒကြီးကလွဲသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်မဝင်စားသေးဘူးဆယ်လစောပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှမဟုတ်ဘူးနော်လူဆိုတာစိတ်ဝင်စားမှလောက်တာလေခုကြည့်ပါလားဒီလမ်းမှာတောင်တရားပွဲခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လောက်တာအဲ့တော့သုဘဒပြပိုက်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံစံတော်မဲ့ညသကောင် အချိန်လောက်ရောက်မှသူဘုရားစီရောက်လာတာရောက်လာတော့မှသူကယင်ထဲကတန်တရားစကားကိုမေးချင်လို့ရောက်လာဗာမေးတုံးဆိုတော့ခိုင်းเสียဘာသာရေးခေါင်းဆောင်တွေသူဘက်ကသူတို့ကိုသူတို့ဘုရားလို့ဝန်ခံနေကြတယ်သူတို့ဝန်ခံတဲ့အတိုင်းဟုတ်သလားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူကမြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့သူ့မှာအချိန်မရှိဘူးပေါ့အဲ့ဒါတွေမမေးနဲ့ဘုရားကရှင်းရှင်းလေးပြောတယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျဉ်းအပြင်မှတ်ကျင်နော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လှုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တည်တာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီစိတ်ဆွမ်းအားတွေကိုပြောတာနော်အဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှသောတာပန်တဂရကအနာဂါယနာဆောင်ဖြစ်နိုင်ဘူးမဂ္ဂင်၈ပါးအကျင့်တရားမရှိရင်စစ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ဒီလိုပြောတန်တရားဝတ်ကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းကတစ်ကြောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူလက်ခံပြီးဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းလို့ထိုညမှာပဲယဟန်ဝတ်တရားကျင့်ဘုရားပြိဋိဘံမဆိုင်ခင်လေးမှာယဟနာဖြစ်သွားတယ်နောက်ဆုံးတပည့်လို့ခေါ်တယ်သူ့အတွက်မြတ်စွာဘုရားဟာဆယ်လတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသန္တဝိရိယဝိမာန်တစိတ်တဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြောဒါကြောင့်မို့လို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိဘာဖြစ်လို့ဒီစိတ်စွမ်းအားတွေကစွန့်ရည်တတိတွေမဖြစ်တယ်လဲလို့ဆိုလို့ရှိရင်မလုပ်လို့မလေးကျင့်လို့မဖြစ်တာတကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေလူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိလောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိလူတွေမှာရှိတယ်အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါမှပစ္စည်းလိုချင်တယ်နော်ချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆန္ဒကအဲ့ဒီဘက်မှာရှိအဲ့ဒီဘက်ရှိတဲ့ဆန္ဒကဒါလောကီဘက်ထိုက်တဲ့လောက်ကြီးပွားမှုတော့ရှိတရားဘက်ကိုဆန္ဒမရှိသေးတဲ့မြတ်တရားကိုသိတဲ့အသိဉာဏ်မရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ်နောက်တစ်ခုဝီရိယလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူးစိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ်ဘုရားအလောင်းလို့6နှစ်ပတ်လုံးဒုက္ခရစရိယကျင့်တာလမ်းဆုံးတည်အောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြံ့ခိုင်တယ်လဲခန္ဓာကိုယ်ဟာဘလောက်ကျမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားအလောင်းတော်ကြီးကကျင့်နေတဲ့အချိန်မှာတော့
သူ့လက်ကိုလက်တစ်ဖက်နဲ့ပုတ်လိုက်လို့ရှိရင်လက်မှာရှိတဲ့အမွှေးတွေကျွတ်ကျသွားအဲ့လောက်ထိအောင်ကျမ်းမာရေးဘိုက်ကင်လို့ရှိရင်ကြောရိုးကုန်းထိနေတယ်ကြောရိုးကုန်းနဲ့ဘိုက်နဲ့ချက်နေတယ်လို့ဒီလိုပြောတာနော်မျက်လုံးနှလုံးကဘယ်လောက်ထိအောင်ရှိသွားတော့ဆိုဟိုးရေတွင်းကြည့်ရသလိုပဲမျက်လုံးအိမ်နေတဲ့မှာမျက်လုံးကနေခြိုက်ဝင်းနေတယ်လို့ပြောပါကစ္စတန်ခန္ဓာရဗဟုပညာနဲ့ထုထားတဲ့6နှစ်ပတ်လုံးဒုက္ခရစရိယကျင့်တဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်မယ်နော်စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီအနေထားထိအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယနေတဲ့ဝီရိယမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးကြည်ကြည်အရေးခမ်းခမ်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်လန်းရမယ်လို့ကြိုးပမ်းအထောက်မှုရှိရမယ်လို့ဒီလိုဟောတာသူကိုယ်တိုင်လည်းကြိုးပမ်းအထောက်ခဲ့တာအဲ့ဒီကြိုးပမ်းအထောက်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားသူတရားမြတ်မရနိုင်ဘူးလူတွေဟာသူ့အတိုင်းတာနဲ့သူရတယ်ဆန္ဒလည်းဆန္ဒရှိသလောက်ပဲကြိုးပမ်းမှုလည်းကြိုးပမ်းမှုရှိသလောက်ပဲရမှာပဲစိတ်ဓာတ်ကြံ့ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးကကြည့်ဒီလောက်ကျမ်းမာရေးထိခိုက်သွားပြီမဲ့လို့စိတ်ဓာတ်နောက်ဆုံးပဲဆိုတော့တခုမှမရှိဘူးပြအခုမှဒီလိုစိတ်ဓာတ်ကြံ့ခိုင်တာမဟုတ်ဘူးစိတ်ဓာတ်ကြံ့ခိုင်လာအောင်လေ့ကျင့်လာတဲ့ဘဝတွေကများလာပြီကြည့်လေသူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဟာအလုံးကြားဥကြလိမ့်မယ်မဟာစနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သင်္ဘောပြက်လို့ပင်လယ်ထဲမှာသင်္ဘောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာမျောလင့်ချက်မရှိဘဲနဲ့ခုခတ်နေတာတာမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုဘယ်လိုတွေးမလို့ဆိုအိုးမျောလင့်ချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြနော်အေးစိတ်စိတ်အသေးပဲခံမယ်ဆိုတဲ့လူကများမှာအေးသူနဲ့လောက်ကလိုက်လာတဲ့လူတွေကအေးစိတ်စိတ်အသေးခံတဲ့လူတွေကြီးပဲအကုန်လုံးသူတယောက်ပဲကူးတယ်အသက်နဲ့ကိုမြဲနေသမျှတော့လုံလဝိရိယထုတ်တယ်နတ်သမီးကလာမေးတယ်ဒါတော့ကမ်းမမြင်တဲ့နေရာမှာကူးနေလို့ရောမင်းဘာအကျိုးရှိမှာလဲသူပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့လှုပ်တဲ့နာကိုငါလှုပ်နေတယ်ကျိုးစားအထုတ်မှုကငါတောင်းအောင်ပဲရောက်တာမရောက်တာငါတောင်းအောင်မဟုတ်ဘူးအကျိုးမရှိဘူးလို့မပြောနဲ့တဲ့လက်လျှော့တဲ့လူတွေသေသွားပြီအခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတာအကျိုးရှိတယ်ပေါ့မမြင်ဘူးတာမြင်နေရပြီပေါ့ဖျားလောင်းကြီးတွေရဲ့စိတ်ဓာတ်တို့ကျိုးပန်းအထောက်မှုတို့အဲ့ဒါမျိုးစိတ်ဓာတ်ကြန့်ခိုင်တာကိုပြောတာနော်လူတွေအများစုကစိတ်ဓာတ်မကြန့်ခိုင်လို့သေသွားကြတာတွေများဘဝပို့ပြီးတော့ဆုံးရှုံးနစ်နာသွားတာစိတ်ဓာတ်မကြန့်ခိုင်လို့ပဲစိတ်ဓာတ်ကြန့်ခိုင်လို့ရှိရင်လူဘဝဒီလိုမဖြစ်နိုင်ဘူးဒါကြောင့်မို့လို့စန္ဒကလည်းရှိရမယ်ဝီရိယကလည်းရှိရမယ်စိတ်ဓာတ်လည်းကြန့်ခိုင်ရမယ်ကြန့်ခိုင်တဲ့အခါမှာအတိညာကလည်းရှိဖို့လိုသေးတယ်တဲ့အဲ့ဒီ၄ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းပဲလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆေးရဆိုကြတယ်ထာဝရဘုရားနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible ဘုရားသခင်ဟာမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ God makes the impossible possible အဲ့ဒါကိုဘုန်းကြီးတို့ပြောင်းထားလိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော်နဲ့ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့လားကိုယ်ထဲမှာရှိရလားမရှိဘူးနော်ကိုရောဘယ်နှခါမြင်ဘူးလို့လူကမြင်ဘူးဒီပိဋကတ်ထဲမှာကောင်းမြင်မှုတဲ့လူတယောက်မှရှိမှာမထင်ဘူးအပြောပဲဘယ်နေမှလည်းမသိဘူးနော် God makes the impossible possible အဲ့တော့မမြင်ဘူးတာတွေအသာထားလိုက်ရှိတာမရှိတာတွေအသာထားရှိနေတာဘာတော့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝိရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိတယ်ဟုတ်ကဲ့လားကိုယ်တဏ္ဍာမှာရှိတယ်ဘယ်သူမှမေးစရာမလိုဒါရှိသိချာတယ်အဲ့တော့God makes the impossible possible လို့ဆိုမဲ့အစားဆန္ဒ makes the impossible possible ဆန္ဒဟာမဖြစ်တာကိုမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်နိုင်စေတယ်
Viriya effort makes the impossible possible. ဒီလိုပဲပြောအောင် Mind makes the impossible possible. လူရဲ့စိတ်ဆွမ်းအားလည်းအမှန်တန်ထက်မြက်တဲ့ Determine mind makes the impossible possible. မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တဲ့စိတ်ဆွမ်းအားအသိဉာဏ်ကလည်းထို့တူပဲ Knowledge သို့မဟုတ် wisdom makes the impossible possible. ဒီစကားပို့ပြီးတော့မှန်တယ် God makes the impossible possible ဆိုတာ God ကိုကိုးဝယ်တဲ့ပုဂ္ဂိုလ်တွေအတွက်သာမှန်ကောင်းမှန်လူတိုင်းအတွက်မမှန်ဘူးเนาะတကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘယ်သူမှအာကမခံမရှိဘူးဟောတာကအာမခံရှိတယ်ဘာလို့တော့ဆိုရင်ကိုယ်တဏ္ဍာမှာတကယ်ရှိနေတာ God makes the impossible possible God ရှိလားဆိုတာကပိုအရေးကြီးနေတယ်ဟုတ်ကဲ့လားရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်သွားပြီဟောဆန္ဒဆိုတာမရှိဘူးလားရှိတယ်ဝိရိယဆိုတာရောရှိတယ်စိတ်ဆိုတာရောပညာဆိုတာရောရှိတယ်ဆိုတော့ဟောတာအပိုးမသေးကြဘူးလားဒါကြောင့်မို့လို့ဆန္ဒဝိရိယဝိမာန်တစိတ်တဆိုတဲ့ဒီစွမ်းအားတွေဟာအမတန်မှတန်ဖိုးရှိတဲ့စွမ်းအားတွေဖြစ်ပါတယ်ဒါကြောင့်ဘဝကိုအလှဆင်တော့မယ်ဆိုလို့ရှိရင်အာမန်အပြည့်တတိမကွာပညာမြော်မြင်ဒီစွမ်းအားတွေနဲ့ကောင်းဆိုးလောကရန်ကြံ့ကြံ့ခံလျက်အာမန်အပြည့်တတိမကွာပညာမြော်မြင်အလုတ်ဝင်လှုပ်ရှားရှိတာလှုပ်အလှဆင်ကြတို့ဘွားလူတိုင်းဟာကိုယ့်ဘွားကိုအလှဆင်ဖို့ဒီအချက်တွေပြည့်စုံအောင်ကြိုးစားအထောက်ရမယ်လောကမှာလူတိုင်းတော့စိတ်ရှိကြတာပဲသို့တော့လူတိုင်းရဲ့စိတ်ထားဟာမြင့်မြတ်သလားလို့ဆိုရင်မမြင့်မြတ်ဘူးကိုယ့်ကိုဆန်းစစ်ကြည့်ရမယ်ဒါစိတ်ထားမြင့်မြတ်တယ်ဆိုတာဘယ်လိုဟာမျိုးမှစိတ်ထားမြင့်မြတ်တာလဲတို့တွေဟာစိတ်ထားမြင့်မြတ်မှုရှိကြရဲ့လားကိုယ့်ကိုဆန်းစစ်ပြီးတော့ကြည့်စိတ်ဆိုတာတော့လူတိုင်းမှာပဲရှိတယ်ထိုစိတ်နေသဘောထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဟာတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှသာလျှင်စိတ်သဘောထားကလည်းမြင့်မြတ်တယ်တဲ့ပုဂ္ဂိုလ်မြင့်မြတ်တယ်ဆိုတာစိတ်ဓာတ်မြင့်မြတ်လို့ပုဂ္ဂိုလ်လည်းပဲမြင့်မြတ်တယ်လို့ခေါ်တာစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာမြင့်မြတ်တဲ့စိတ်ထားရှိလို့စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့တော့မြင့်မြတ်တဲ့စိတ်ထားဆိုတာဘယ်လိုဟာတွေလဲဘယ်လိုအရေးချင်းတွေလဲဆိုတာသိရှိနားလည်ဖို့လိုတယ်ပေါ့။နာမအားဖြင့်ပြောမယ်ဆိုရင်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာအရိယသူတော်စင်တွေရဲ့စိတ်ဓာတ်အလွန်မြင့်မြတ်တယ်လို့ပြောအကြမ်းပြအားဖြင့်ပြောမယ်အရိယမဟုတ်ဘူးတာမန်ပုဂ္ဂိုလ်တွေထဲမှာဘယ်လိုပုဂ္ဂိုလ်ဟာစိတ်ထားမြင့်မြတ်တယ်လဲလို့ဆိုလို့ရှိရင်သူတော်ဘာရဲ့ပြက်လို့ရပျက်စီးကြောင်းမကြံစီပဲနဲ့အများကောင်းရာကောင်းကြောင်းကိုကြံစီလှုပ်ဆောင်တဲ့ပုဂ္ဂိုလ်တွေဟာစိတ်ထားမြင့်မြတ်သူလို့ဘယ်လိုခေါ်လဲနောက်တစ်ခုအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အဂတိ၄ပါးမလိုက်စားတဲ့ပုဂ္ဂိုလ်လည်းပဲစိတ်ထားမြင့်မြတ်တယ်လို့ပြောအဂတိ၄ပါးဆိုတာလူတိုင်းသိကြတယ်အဂတိလိုက်စားတယ်ဆိုတာကိုအဓိပ္ပာယ်ရှင်းရှင်းပြောရမယ်ဆိုအဂတိဆိုတဲ့အဓိပ္ပာယ်ကမလိုက်သင့်တာကိုဂတိလိုက်တာနော်အဂတိဆိုတာမသိလျော်တဲ့အလုပ်ကိုလုပ်တာမျိုးမသိလျော်တဲ့ဘက်ကိုလိုက်သွားတာမျိုးဒါဖြင့်မသိလျော်တဲ့ဘက်ကိုလိုက်သွားတာဆိုတာအကြောင်းမဲ့လိုက်တာလားလို့ဆိုတော့မဟုတ်ဘူးအကြောင်းရှိတယ်အဂတိဆိုတာတရားလမ်းကြောင်းကနေတိမ်ဆောင်းပြီးတော့သွားတာအဂတိလို့ပြောတာနော်သွားရသားစဉ်လမ်းမကြီးရှေ့တဲ့လမ်းကြောင်းကသွေးဖြီးသွားတယ်လို့ပြောရတယ်မိသားတွေဘာတွေလမ်းချော်သွားတယ်ဆိုလို့ရှိရင်အန္တရာယ်မရှိဘူးလားကားတွေလည်းလမ်းချော်သွားရင်အန္တရာယ်ရှိတာပဲလေညာလည်းပြေးလမ်းကလမ်းချော်သွားရင်အန္တရာယ်ရှိတာဒီအဂတိဆိုတဲ့သဘောကလမ်းချော်သွားတယ်လို့ပြောတာနော်လို့ရမယ်လိုက်ရမယ်ဓမ္မလမ်းကြောင်းကနေလွဲချော်သွားတာဘာကြောင့်လွဲချော်သွားသလဲလို့
ဆိုလို့ရှိရင်စန္ဒတဲ့မညီမျှတဲ့စန္ဒတွေလူတွေမှာရှိတယ်ဒီနေရာမှာစန္ဒဆိုတာလောဘကိုယဉ်ညွှန်းပြီးတော့ပြောတာစန္ဒာဂတိတစုံတစ်ယောက်ပေါ်မှာခင်မင်နဲ့ကြံတဲ့တစ်ယောက်ပေါ်မှာတော့ခင်မင်မှုမရှိဘူးခင်မင်မှုရှိတဲ့အပေါ်မှာခင်မင်မှုရှိတာကိုအကြောင်းပြုပြီးတော့မလုပ်တဲ့အလုပ်ကိုလုပ်လိုက်လို့ရှိရင်စန္ဒာဂတိလိုက်တယ်လို့ပြောတာဓမ္မလမ်းကြောင်းကလွဲသွားပြီခင်မင်မှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဓမ္မလမ်းကြောင်းကတော့ဒီလမ်းကြောင်းပဲထားရအောင်ခင်မင်မှုကိုအကြောင်းပြုပြီးတော့ဓမ္မလမ်းကြောင်းတိမ်းဆောင်းသွားရင်ဒါအဂတိလိုက်တယ်လို့ပြောတာပေါ့ခင်မင်မှုရှိတဲ့ပုဂ္ဂိုလ်အတွက်တစ်မျိုးခင်မင်မှုမရှိတဲ့ပုဂ္ဂိုလ်အတွက်တစ်မျိုးဆိုလို့ရှိရင်ဒါဓမ္မလမ်းကြောင်းမဟုတ်တော့ဘူးပေါ့နောက်တစ်ခုကဒေါသဂတိလူတွေစိတ်ထဲမှာအလိုမကျဒေါသထွက်နေတဲ့အခါမှာတစ်မျိုးစိတ်ကြီးနေတဲ့အခါမှာလူတွေကတစ်မျိုးဆုံးဖြတ်ချက်ချကြတယ်ဒေါသထွက်နေတဲ့အခါမှာဆိုလို့ရှိရင်ဓမ္မလမ်းကြောင်းကိုမစင်စားတော့ပဲနဲ့ဒေါသထွက်နေရင်ဒေါသအလျောက်လုံးမိတယ်ပြောမိတယ်အဲ့ဒါဟာလေအဂတိလိုက်တယ်လို့ခေါ်တာပဲနောက်တစ်ခုကတော့မောဟဂတိတဲ့လှုပ်တဲ့နာလားမလှုပ်တဲ့ဘူးလားမှန်တာလားမမှန်ဘူးလားဓမ္မလားအဓမ္မလားခွဲခြားမသိဘူးမသိသည့်အတွက်ကြောင့်တွေးဝေမှုတွေကိုအကြောင်းပြုပြီးတော့မလှုပ်တဲ့နာလှုပ်ပြီးသွားတယ်မောဟဂတိလို့ခေါ်တယ်အမှန်မှန်ဝေဖန်ဆုံးဖြတ်နိုင်စွာမရှိသည့်အတွက်ကြောင့်ဓမ္မလမ်းကြောင်းကလွဲချော်သွားလို့ရှိရင်မောဟဂတိပဲနောက်တစ်ခုကဘယဂတိကြောက်ရတဲ့ပုဂ္ဂိုလ်ရှိတယ်လို့မကြောက်ရတဲ့ပုဂ္ဂိုလ်ရှိကြောက်ရတဲ့ပုဂ္ဂိုလ်ကြတော့ကြောက်ရသည့်အတွက်ကြောင့်ဓမ္မလမ်းကြောင်းတိုင်းမလိုက်ဖဲနဲ့တိမ်ဆောင်းသွားတယ်အဲ့ဒါဘယဂတိလို့ခေါ်တယ်လောကမှာချစ်ချင်းမုန်းချင်းမသိချင်းကြောက်ချင်းဆိုတဲ့စိတ်ရဲ့အခြေအနေတွေအကြောင်းပြုပြီးတော့လူတွေဟာမလှုပ်တဲ့ဘက်ကိုလှုပ်သွားတတ်ကြတယ်မလိုက်တဲ့လမ်းကိုလိုက်သွားကြတယ်လမ်းချော်သွားကြတယ်လို့ပြောတယ်အဲ့ဒီလိုလမ်းချော်သွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာမြင့်မြတ်တဲ့စိတ်ဓာတ်မဟုတ်ဘူးတဲ့မြင့်မြတ်တဲ့စိတ်ဓာတ်မဟုတ်သည့်စိတ်ထားတွေရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပဲစိတ်ထားမြင့်မြတ်သူလို့ခေါ်လို့မရဘူးဒီလိုဆိုလိုတာအေရိယပုဂ္ဂိုလ်တွေကြတော့အတိုင်းဓာတစ်ခုအရဥပမာမဲ့သောတာပန်ဖြစ်သွားပြီဆိုလို့ရှိရင်အတိုင်းဓာတစ်ခုအရအဂတိ၄ပါးလိုက်စားမှုသိမရှိတော့ဘူးပေါ့တဂရကံဖြစ်သွားပြီအနာကံဖြစ်သွားပြီယဟနာဖြစ်သွားပြီဆိုလို့ရှိရင်အဂတိလိုက်စားမှုမရှိဘူးဓမ္မလမ်းကြောင်းပေါ်ကလမ်းချော်သွားတာမရှိသည့်ထိုပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာသန္တာဒေါသဘယမောဟဘယဆိုတဲ့ဒီအနောက်ရှက်တွေကြောင့်မို့လို့စိတ်ထားပြောင်းသွားတာမျိုးမရှိသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ရဲ့စိတ်ထားဖြူစင်တယ်မြင့်မြတ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေလည်းစိတ်ထားမြင့်မြတ်သူလို့ဒီလိုခေါ်ရအောင်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာအလို့လျော်စိတ်ထားကမြင့်မြတ်လာသလားလို့ဆိုမြင့်မြတ်လာတာမဟုတ်ဘူးစိတ်ထားမြင့်မြတ်ဖို့အတွက်ကလေ့ကျင့်သင်တန်းယူထားရအောင်စိတ်ကိုအာယုန်နဲ့လေ့ကျင့်ပေးမှပြုပြင်ပေးမှစိတ်ထားမြင့်မြတ်သူဖြစ်လာတရားချစ်ခင်သူတော်စင်ပြိဿတ်တို့မွေးကလေးကစိတ်ထားမြင့်မြတ်လာတာမျိုးမဟုတ်ဘူးတဲ့သူတော်ကောင်းနဲ့ပေါင်းသူတော်ကောင်းတရားကိုနာဆုံးမဩဝါဒတွေနာခံရင်းကနေပြီးတော့စိတ်ဆိုတာဘယ်လိုဖြူစင်အောင်ထားရမယ်ဆိုတဲ့အသိဉာဏ်တွေတတိတရားတွေဆင်ញင်တုံတရားတွေနဲ့ကိုယ့်ကိုယ်စိတ်ထားမြင့်မြတ်သူဖြစ်အောင်လုပ်လို့ရပေါ့အဲ့ဒါလို့မလုပ်ဘဲနဲ့တတိတံစင်ညမထားဘဲနဲ့နေမယ်ဆိုလို့ရှိရင်ပင်ကိုယ်သဘာဝအနေနဲ့လူတွေဟာစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်လာပါမလားမဖြစ်လာနိုင်ဘူး
သဘာဝမှာတန်ဖိုးရှိတဲ့ကြောက်ရိုင်းအတုံးလေးတွေပဲနဲ့အနာအစာအကားတွေကိုမဖယ်ရှားလို့ရှိရင်လူတွေအသုံးချတဲ့ယရနာတန်ဖိုးရှိတဲ့ယရနာဖြစ်မလာသေးဘူးပေါ့။ဘာဖြစ်လို့လဲအညစ်ကြေးတွေအနာအစာတွေပြည့်နေလို့ပဲ။လူသားတွေရဲ့စိတ်ထဲမှာလည်းပဲလောဘဒေါသမောဟစတဲ့အပြစ်အနာအစာတွေဖုံးလွှမ်းနေသည့်အတွက်ကြောင့်လူတွေရဲ့စိတ်နေစိတ်ထားဟာကောင်းတဲ့စိတ်နေစိတ်ထားမဟုတ်ဘဲနဲ့ဖြစ်နေတယ်ပေါ့။အဲ့ဒီမကောင်းတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားလိုက်လို့ညစ်ကြေးမှုတွေအလုံးကင်းသွားတဲ့အခါဖြူစင်းလာတဲ့စိတ်ကလေးဟာမြင့်မြတ်တဲ့စိတ်ဖြစ်လာတယ်ပေါ့။အဲ့ဒီလိုစိတ်မျိုးပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်မှစိတ်ထားမြင့်မြတ်သူလို့ဒီလိုပြောလို့ရမှာပေါ့။ဒီနေရာမှာဒီကနေ့ပြောလိုတာကတော့စိတ်ထားမြင့်မြတ်သူဆိုတာဘုရားမြတ်စွာရဲ့လက်ရတော်ယံအက္ကတဝကရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုရည်ညွှန်းပြီးတော့ပြောတယ်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးဟာစံပြုလောက်အောင်စိတ်ထားမြင့်မြတ်သူဖြစ်တယ်။ပြောကြလိုက်ပဲယဟန္တာဆိုရင်တော့စိတ်ထားမြင့်မြတ်တာကြီးပဲလို့ပြောရမယ်ဟုတ်ပါတယ်။သို့သောရှင်သာရိပုတ္တရာမထေရမြတ်ကစံနမူနာထားရလောက်အောင်စိတ်ထားမြင့်မြတ်တယ်။ကျန်တဲ့ယဟန္တာတွေနဲ့မတူဘူးပေါ့။ဘာကြောင့်ဒီလိုရှင်သာရိပုတ္တရာမထေရမြတ်ဟာစံပြုလောက်အောင်စိတ်ထားတွေမြင့်မြတ်ရသလဲလို့ဆိုတာသူကိုယ်တိုင်ဖော်ကျူးထားတဲ့အကြောင်းတရားတစ်ခုကိုကြည့်လို့ရှိရင်သူယဟန္တာဖြစ်ပြီးအာသောတရားတွေကုံလို့စိတ်ထားမြင့်မြတ်တယ်လို့ဒီလိုပြောတာမဟုတ်ဘူးကာယကတတတိလို့ဆိုတဲ့ကိုယ်ခန္ဓာပေါ်မှာဆွဲမြဲစွာတည်ရှိနေတဲ့တတိတရားအမြဲမပြတ်သူ့မှာရှိနေလို့စိတ်ထားမြင့်မြတ်တယ်လို့ဒီလိုခေါ်တယ်လူတိုင်းခန္ဓာကိုယ်ပိုင်ဆိုင်ထားကြတယ်ပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ကြီးကိုအစိတ်အပိုင်းတွေနဲ့ခွဲကြည့်မယ်ဆိုလို့ရှိရင်32မျိုးရှိတယ်ဒါကို32ခောတ္တလို့ခေါ်တာเนาะကိုယ်ခန္ဓာကိုယ်ကြီးကိုဉာဏ်စိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အောက်ခြေဘဝအထက်ဆံပြားဆိုတဲ့ဒီအတိုင်းအတာအကန့်အသတ်တစ်ခုကိုယ့်ကိုအာယုံပြုကြည့်လိုက်အထက်မှာဆံပြားရှိတယ်အောက်မှာခြေဘဝရှိတယ်ဥဒ္ဓံပါရတလာအဒေါကေတမတ္ထကအထက်ကနေပြီးတော့ခြေပြားထိအောင်ခြေပြားကနေပြီးတော့အထက်ဆံပြားထိအောင်အပြန်အလှန်တလံများရှိတဲ့ခန္ဓာကိုယ်လေးကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်မယ်ဆိုရင်ဟောဒီခန္ဓာကိုယ်ကြီးထဲမှာယရနာတွေအပြည့်ထည့်ထားတာလားသို့မဟုတ်ယွန်းစရာတွေအပြည့်ထည့်ထားတာလားဒါပေမဲ့ကတော့အပြင်ကတော့ချမ်းသာတဲ့လူတွေကစိတ်နေတို့ရွှေတွေတို့ဝတ်မထားဘူးလားဒါအတွင်းကမဟုတ်အပြင်ကဟာလေနော်အဲ့ဒါကမွေးရပါတာဟုတ်ကလားဟုတ်ပါဘူးဗျာငါးပစ္စည်းတွေဒါတွေကနော်အဲ့တော့ခန္ဓာကိုယ်ကြီးကိုမိမွေးတိုင်းဖမွေးတိုင်းအသာကြည့်လိုက်မွေးလာကြတဲ့ကပါလာတာတွေနောက်မှဆင်နာမထက်နဲ့တခုပါမွေးလာကြတဲ့ကပါလာတာသပင်ကနေခြေဘဝအထိစင်ញင်သုံးသပ်ကြည့်လိုက်စမ်းပါမြတ်စွာဘုရားကနာနပကာရတ္တအတုစိနောတဲ့တကယ့်ကိုအမျိုးမျိုးသောယွန်ပွဲဆက်ဆုပ်ဖွယ်ရာတွေနဲ့ပြည့်နေတဲ့ခန္ဓာကိုယ်ကြီးပါတဲ့သို့တော်လည်းယွန်စရာကောင်းတဲ့ခန္ဓာကိုယ်ကြီးကိုမလှလှအောင်ကြည်မကောင်းကောင်းအောင်လူတွေကနေ့စဉ်နဲ့အမျှပြင်ပေးနေကြတယ်ပြင်ပေးနေသည့်အတွက်ကြောင့်လူတွေမှာဘာဖြစ်နေလဲဆိုရင်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာတဲ့တဏှာတွေတိုးပွားနေတာပေါ့မိမိကိုယ်တိုင်ကလည်းမိမိကိုယ်ကိုယ်ပေါ်မှာတွေ့တာမှုဆိုတဲ့တဏှာရှိသလိုမိမိကိုမြင်ရတဲ့ပုဂ္ဂိုလ်တွေကလည်းပဲတွေ့တာမှုဆိုတဲ့တဏှာတွေဖြစ်ပေါ်လာစေတကယ်သဘာဝအတိုင်းရှိမယ်ဆိုလို့ရှိရင်နာနပကရတအတုစိနောပူရာ
ပူရာနာနပကာရတအတုစီနောနာနပကာရတအတုစီနောအမျိုးမျိုးအဖုံဖုံမစင်မကြဲတဲ့အရာတွေနဲ့ပူရာပြည့်နေတဲ့ခန္ဓာကိုယ်ကြီးတဲ့ဒီလိုပြောတာဒေချာစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်32မျိုးသောအရာတွေဟာတခုမှအနံ့အားဖြင့်လည်းမွေးကြိုက်တာမရှိဘူးအစင်အားဖြင့်လည်းလှတာမရှိဘူးနော်ဝဏ္ဏတော်ပိခန္ဓာတော်ပိဆိုအစင်ရောင်အားဖြင့်လည်းလှတာပါတာမရှိဘူးအနံ့အားဖြင့်လည်းပဲဆက်ဆုပ်เสียရပဲအဲ့ဒါလို့ပြည့်နေတယ်ဆိုတဲ့သဘောတရားတွေကိုလူတွေကမသိချင်ကြဘူးတဲ့မျက်ွယ်ပြုထားဖုံးကျင်နဲ့꿰ခြင်းနဲ့ဖုံးကျင်꿰ခြင်းလို့တဏခါထုတ်လုပ်တဲ့ကုမ္ပဏီတွေလည်းချမ်းသာနေကြတယ်ပေါ့ပေါင်တာထုတ်တဲ့ကုမ္ပဏီတွေလည်းချမ်းသာမိတ်ကပ်ထုတ်တဲ့ကုမ္ပဏီတွေချမ်းသာဘာလို့ဖုံးကွယ်ဖို့လုပ်ကြတယ်ဟုတ်ကဲ့လားသဝိရာဂလို့ဆိုတဲ့အရေးပေါ်မှာတတ်မဲ့တဲ့တဏှာတွေတိုးပွားရတိုးပွားကြောင်းအသုံးပြုပြီးတော့နေကြသည့်အတွက်ကြောင့်ခန္ဓာကိုယ်ပေါ်မှာစိတ်ကတော့ရောက်တယ်ဘယ်လိုနဲ့ရောက်တာတော့ဆိုအလှပြင်မှုအနေနဲ့စိတ်ရောက်တာတဲ့။အော်မတက်မတဲ့ယွန်းစွဲတွေခန္ဓာကိုယ်ထဲမှာပြည့်နေပါလားဆိုတဲ့အတွေးနဲ့ရောက်တာမဟုတ်ဘူး။မှန်ကြည့်တဲ့အခါလူတွေကတော့မှန်ကြည့်တာသဘာဝပေါ့နော်။ယဟန်တွေကမှန်မကြည့်ရဘူးတဲ့။ကြည့်လို့ရှိရင်အာဘသက်နဲ့ပေါ့ဒုက္ခအာဘသို့တော့ကြည်ကောင်းတဲ့အခါရှိသေးတယ်တရားနဲ့ကြည်တဲ့အခါမျိုးမှန်ကလေးကြည့်ပြီးတော့ဩမပဲမျက်နှာမှာအနာအစာရှိလို့အဲ့ဒီအနာအစာဆေးလိမ့်ခြင်းလို့ကြည်တယ်ဆိုရင်ကြည်လို့ရတယ်နောက်တနည်းအားဖြင့်ငါတော်တော်အိုသွားပါလားလို့ဆိုတဲ့ဟာမျိုးသိဖို့ရအတွက်တော့ကြည်လို့ရတယ်တရားသဘောပေါက်အောင်တော့ကြည်လို့ရတယ်အလှပြင်မှုဆိုတာမျိုးတော့ကြည့်လို့မရဘူးဘာလို့လဲဆိုလို့ရှိရင်မြတ်စွာဘုရားကဟောထားတာအကုသိုလ်မဖြစ်စေနဲ့ကုသိုလ်သာဖြစ်စေလို့ဆိုတော့ကုက္ခဏကိုအလှပြင်မှုကြည့်မယ်ဆိုရင်ကုသိုလ်ဖြစ်မှာလားအကုသိုလ်ဖြစ်မှာလားအကုသိုလ်ကဘာအကုသိုလ်တုံးဆိုလို့ရှိရင်တဏှာပဲတဏှာကဘာဖြစ်လဲဆိုရင်နှစ်သက်တွေ့တာမှုဆိုတဲ့တဏှာနန္ဒီဒုက္ခသမူလံနန္ဒီသမှုရိယဒုက္ခသမုရိယောတွေ့တာမှုရှိရင်နောက်ကလာမှာဒုက္ခပဲရလာမဲ့အကျိုးဆက်ကဒုက္ခဒါကြောင့်မို့မြတ်စွာဘုရားကဒုက္ခကိုမရစေခြင်းဘူးမရစေခြင်းသည့်အတွက်ကြောင့်အလှပြင်မှုအတွက်မှန်မကြည့်သင့်ဘူးခုနကလို့ငါတော်တော်အိုသွားပါလားငငယ်ရုပ်ရည်ရုပ်မဟုတ်တော့ပါလားလို့ဆိုတဲ့တန်ဝေခအတွေးနဲ့ကြည့်မယ်ဆိုရင်တော့အပြစ်မရှိဘူးလို့ပြောတော့ပေါ့သို့တော့အဲ့ဒီအတွေးပေါက်တဲ့ပုဂ္ဂိုလ်ကတရားတယောက်ရှိရလားအိမ်တိုင်းမှာမှန်ရှိကြတယ်အဲ့ဒီမှန်ရှိမှာဘာလုပ်ကြလဲလို့ဆိုရင်အနခါလိမ့်ကြတယ်အလှပြင်ကြတယ်ဟုတ်ကဲ့လားဒီလိုပဲမဟုတ်လားအဲ့ဒါကိုပြောင်းပြလိုက်လက်ပြင်ကစပြီးတော့မှန်နေကြည့်ပြီးတော့သပင်ကလည်းမဲမဲနဲ့ကြည့်နှစ်သက်เสียမကောင်းလိုက်တာနှစ်သက်เสียမကောင်းဘူးဆိုတာလူတွေကခေါင်းပေါ်မှာရှိနေတော့ဟုတ်တယ်လို့ရှိသပင်လေးဖီးလို့တီဗီတွေကလည်းကြော်ကြတယ်လေယောက်ျားတွေကြတော့လေထောင်ရင်တိုင်းထောင်မိုးထီအောင်ထောင်လို့သေးမျိုးသမီးတွေကြတော့လေဣဆက်သွားအောင်တခါတည်းဖဲသားကြအောင်ဖီးတယ်အယောင်ဒါတွေအားလုံးဟာကိုယ်နှစ်သက်တွေ့တာလာအောင်လုပ်နေကြလို့ရာဂကိုတူပွားစေတယ်သူတစ်ပါးကိုလည်းရာဂကိုတူပွားစေတယ်ဒါကြောင့်မို့လို့အဲ့ဒီအတွေးမျိုးနဲ့မတွေးပဲနဲ့သပင်ဆိုတာယွန်းစရာဆက်ဆုပ်စရာပါလားဘုန်းတို့ငယ်ငယ်တော့ကမ္မထမ်းပွားရတယ်စကိုင်းတောင်ရိုးဝိပဿနာကဏ္ဍရုံကြောင့်မှနေတဲ့အခါမှာကမ္မထမ်းပွားတာဘယ်လိုပွားရလို့ဆိုဆံပင်သည်ခွေးနဲ့မွေးနှင့်တူသည်ဖြစ်၍ဆက်ဆုပ်ရွံရှာပွဲကြီးပါတကားငယ်ငယ်တော့ကတော့အတိပ္ပယ်ကတော့သိတာပေါ့ဆိုကောင်းလို့ဆိုတာပဲအောင်းမိတာတကယ်ကိုခွေးနဲ့ရဲ့အမွေးနဲ့မတူဘူးလားအဲ့ဒါကြောင့်မို့နဲ့တူတယ်အခုဆေးတီလေးတွေဆိုတာတော့နော်ရွှေရောင်လေးတွေဆိုတာ
ခွေးနီနဲ့ဆိုတဲ့အခါဆေးနီဆိုလိုက်တော့ခွေးနီနဲ့တူလွတ်မှာတော့မဟုတ်ဘူးဟုတ်ကဲ့စံမင်းသည်ခွေးနဲ့မွေးနဲ့တူသည်ဖြစ်၍ဆက်စုပ်ရွှရှာဝယ်ကြည့်ပါတကားလို့32ခုတတကိုကမ္မထံပွားခိုင်းတယ်အဲ့လိုစံမင်းကခေါင်းပေါ်မှာနေလို့ရှိရင်နန္တာတွေနဲ့ဖိလိန်ပြုပြင်ထားတဲ့အခါကျတော့နှစ်သက်စရာလိုဘာလိုဖြစ်နေသို့တော့အဲ့ဒီစံမင်း2ပင်3ပင်ထမင်းပကံထဲမှာရောက်နေရင်ဘယ်လိုလုပ်ယွန်းသလားသဘောကျသလားအဲ့ဒီကြတော့ယွန်းသွားတယ်ခေါင်းပေါ်မှာနေတော့ကတော့မယွန်းဘူးအဲ့တော့တကယ်စင်စစ်ကစံမင်းဟာယွန်းစရာကြီးပဲအဲ့ဒီယွန်းစရာကြီးဟာထမင်းခွက်ထဲရောက်မှယွန်းစရာလို့သွားတွေးလို့ရှိရင်နောက်ကျသွားပြီခန္ဓာကိုယ်ပေါ်မှာရှိနေတုန်းကယွန်းစရာလို့မြင်ဖို့လိုအပ်တယ်ယွန်းစရာလို့မြင်ခိုင်းတာကတခြားမဟုတ်ဘူးကာယကတတတိခန္ဓာကိုယ်ထဲမှာရှိနေတဲ့အရှိကိုတတိကတ်ထားပြီးတော့သဘာဝအတိုင်းရှုခိုင်းတာသဘာဝအတိုင်းရှုခိုင်းလိုက်တဲ့အခါကျတော့ယွန်းစရာကိုယွန်းစရာလို့မြင်လိုက်တာနဲ့တပြိုင်နက်တွေ့တာမှုဆိုတဲ့တဏှာနှစ်သက်မှုဆိုတာလာသေးလားမလာလို့ရှိရင်နန္ဒီဆိုတဲ့တရားမဖြစ်သည့်အတွက်ကြောင့်ဒုက္ခမူလဆိုတာမဖြစ်တော့ဘူးပေါ့နန္ဒီမဖြစ်တဲ့အခါကျတော့နန္ဒီនិရောဓဒုက္ခនិရောဓနှစ်သက်မှုချုပ်သွားတာနဲ့လည်းပြိုင်တဲ့ဒုက္ခလည်းချုပ်သွားပြီနည်းနည်းလေးချုပ်လိုက်ရင်နည်းနည်းပဲတခဏချုပ်ရင်တခဏငြိမ့်တယ်ဆံမင်းကိုနှစ်သက်เสียမဟုတ်ဘူးလို့ဆိုကြတဲ့ကဆံမင်းကိုအလှပြင်တဲ့ဒုက္ခအေးမသွားဘူးလားဒါလက်တွေ့ငြိမ်းချမ်းမှုပဲဘယ်လိုဆိုဆံမင်းကိုထောင်လောက်ရတာနဲ့ဟုတ်ကလားဣအောင်လောက်ရတာနဲ့အယောင်တောက်အောင်လောက်ရတာနဲ့အယောင်ပြောင်းရတာနဲ့အလုပ်တွေတော်တော်ရှုပ်အဖြူဆိုရင်လည်းအနဲ့ဆိုးရတာနဲ့အလုပ်တွေတော်တော်ရှုပ်ကုန်အဲ့ဒီဒုက္ခတွေအေးကုန်တယ်ဆိုတာမြတ်စွာဘုရားကဒါလက်တွေ့ဟောတာပဲနန္ဒီဆိုတဲ့သဘင်ပေါ်မှာအလှပြင်းခြင်းနဲ့တဏှာလေးရှိနေသေးသည်များဒုက္ခသမုဒယဒုက္ခတွေဖြစ်နေဦးမှာပဲနန္ဒီនិရောဓသဘင်ပေါ်မှာနှစ်သက်တွေ့တာမှုဖြတ်လိုက်တာနဲ့ငြိမ့်သွားတာနဲ့တပြိုင်နက်သဘင်ကိုအလှပြင်းရတဲ့ဒုက္ခတွေလည်းငြိမ့်သွားတယ်ဒါတခဏငြိမ့်တာဟာတခဏငြိမ့်သွားတာပဲအပြီးငြိမ့်ရင်တော့လေအပြီးငြိမ့်သွားမှာပေါ့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ရဲ့သဘာဝတွေထဲမှာအာယုစိုက်ပြီးတော့အမြဲတမ်းတတိကတ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာမမြင့်မြတ်တဲ့စိတ်ထားသူ့ဘယ်မှာရှိတော့မလဲရှင်သာရိပုတ္တရာမထေရမြတ်ကပြောတယ်သူဟာတဲ့အမြဲတမ်းခန္ဓာကိုယ်ကိုတတိအမြဲမပြတ်တီးနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါကြောင့်မို့လို့သူစိတ်ထားသူများစိတ်ထားနဲ့မတူဘူးအမြဲတမ်းမြင့်မြတ်နေတယ်ဆိုတဲ့သဘောကိုပြောတာမြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတယ်ဧကဓမ္မောဘိက္ခဝေဘာဝီတောဘုလိကတောမဟာတောတံဝေခာယသံဝတ္တတိဒီတရားတစ်ခုကိုပွားများအထုတ်လိုက်မယ်အချိန်ချင်းထပ်ထပ်ဖြစ်အောင်ကြိုးစားလိုက်မယ်ဆိုလို့ရှိရင်တံဝေကတရားတွေဖြစ်ပွားဖို့အတွက်ဖြစ်နိုင်ပါတယ်